ယောက်ျားတစ်ယောက်တည်းမဲ့နဲ့တိတ်ခါရှိတယ်ဆိုရင်ပုံမှန်လင်းလင်းပြောရမယ်ဟုတ်လားသူကကျမကိုဝင်လာခဲ့တာသူ့ရဲ့အကောင့်စောဖုံးဝင်း Viber ဆိုတဲ့နာမည်နဲ့တက်ပြီးတော့ဝင်လာခဲ့တာမဟုတ်ဘူးမြူလင်းအိမ်ဆိုတဲ့ main ကလေးပုံစံမျိုးနဲ့ကျမကိုဝင်လာခဲ့ပြီးတော့ဒီစာတွေကိုပို့ခဲ့တာနော်ပို့ခဲ့တော့ကျမပြန်ပြောလိုက်တဲ့ဒီ3ပုံနဲ့ကျမပြောထားတဲ့စကားတွေကိုခရစီတွင်းကြမှာကသူကအဲ့ဒီ live တွေမှာပြောတယ်ပြောပြီးတော့နောက်ဆုံးတရက်နေ့ညမှာဒီဓာတ်ပုံ3ပုံကိုထုတ်ပြလိုက်တယ်နော်ထုတ်ပြလိုက်တယ်အဲ့ဒီမှာက तू ကတရက်နေ့မှာ live လွှင့်တာကတိတ်ခါရှိတဲ့ယောက်ျားတစ်ယောက်ဆိုရင်အမှန်တိုင်းပြောရမယ်လေ तू သူ့ကိုကျမကပဲတော့ချိန်ချောက်ထားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောထားတာဒါအကိုလိုက်ကြည့်နေတဲ့လူတွေအကုန်သိပါတယ်နော်။ तू ကကျမကိုဝင်လာတာအကောင့်အတူနဲ့မြူလင်းအိမ်ဆိုတဲ့ main ကလေးပုံစံနဲ့ဝင်လာခဲ့တာနော်။ကျမကဘာမှကျမဘက်ကအခုဒီတက်တဲ့တွေအကုန်ရှိတယ်ဒီအခုကျမပြောဆိုထားတဲ့အတိုင်းပဲကျမအကုန်လုံးဒါကရှိတယ်။မြူလင်းအိမ်ဆိုတဲ့ main ကလေးပုံစံမျိုးနဲ့ तू ကယောက်ျားတယ်မဲ့နဲ့အဆက်သိက္ခာမရှိဘဲနဲ့ဝင်လာတာတက်တိရှိတယ်ဆိုရင်ငါစော်ပုံးဟင်းဟေ့ဘလို့ပြောတယ်ဆိုရင်ဝင်လာခဲ့လေကျမကလည်းသူ့ကို28ရက်နေ့မှာကြော်ညာထားတဲ့အချိန်မှာနာမည်တက်ထားတာမဟုတ်ဘူးနော်။မိတ်ဆွေအားလုံးမင်္ဂလာပါ။ကျမတို့ channel ကနေကြိုဆိုပါရစေ။ကျမတို့ channel ကိုကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီနေ့နောက်ဆုံးရရှိထားတဲ့စိတ်ဝင်စားစရာရုပ်သံသတင်းများကိုတင်ဆက်ပေးမှာမို့ကျမနဲ့အတူနားဆင်ကြည့်လိုက်ရအောင်ပါ။66ဂါကြီးနဲ့ဆွဲထားတဲ့အကြောင်းလေးတွေပေါ့။ဒီဟွာပေါ့ဒီဝါရန်စင်ပဲနော်။ it like ဟိုပေါ့အကောင့်ပိုင်ရှင် YouTube အကောင့်ပိုင်ရှင်နောက်ပြီးတော့အဖြစ်ခံဘဝနဲ့အမုန်းခံလူသားအကောင့်ပိုင်ရှင်ကိုဇော်ဖုံးဟိမ်ပေါ့နော်ကျမကသူ့ကိုအပြင်မှာမြင်လဲမမြင်ဘူးပါဘူးရှင်နော်အမြင်လဲမမြင်ဘူးသလိုတခါမှလည်းသူနဲ့ဟိုဖုံးဆက်ပြီးတော့ဟိုစကားပြောကြခြင်းလည်းတခါမှမရှိခဲ့ဘူးပါဘူးရှင်နော်အခုကျမကဒီကနေ့2025ခုနှစ်ဒီမေလ10ရက်နေ့မှာရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့တစ်တောင်ပိုင်းနော်မြို့မှာရဲစခန်းမှာ66ခါကြီးနဲ့ပ358နော်ဒီအမှုနံပါတ်ပေါ့နော်ပ358မြင်းဆောင်2025စက်သွယ်ရေးဥပဒေပုံမှန်66ကကြီးနဲ့ကျွန်မဒီနေ့တရားစွဲဆိုထားပြီးပါပြီ။ဘာကြောင့်လဲဆိုတော့ဘာကြောင့်ဒီလိုဆွဲရတဲ့အကြောင်းရင်းလေးကိုကျွန်မပြောပြပါမယ်နော်ရှင်းပြပါမယ်။အခုလိုဆွဲရတဲ့အကြောင်းရင်းမှာကျွန်မကအခုဟိုဒီ live လွှင့်ပြီးတော့ပြောကြားနေတဲ့အကောင့်ပိုင်ရှင်ကသူ့ကိုသူအကိုစော်ဖုံးဝင်းဖြစ်တယ်ဆိုတဲ့အကြောင်းကသူကပြောကြားခဲ့တယ်နော်အဲ့ဒီအတွက်ကျွန်မကအခုကိုစော်ဖုံးဝင်းဆိုတဲ့နာမည်နဲ့ကျွန်မတရားစွဲရခြင်းဖြစ်ပါတယ်ကျွန်မကအပြင်မှာလည်းမြင်တွေ့ဘူးခြင်းမရှိပါဘူးရှင်ဘာကြောင့်အခုလိုမျိုးဆွဲရတာလဲဆိုတော့ကျွန်မကိုအခုပေါ့28ရက်နေ့မှာပေါ့နော်28ရက်နေ့မှာကျွန်မက live လေးတစ်ခုကိုဟိုကျွန်မသုံးနေတယ်ကျွန်မဟို TikTok အကောင့်ကနေပြီးတော့ live လေးတစ်ခုကိုကျွန်မတင်ခဲ့တယ် live လေးတစ်ခုကဘာလဲဆိုတော့ဒီပေါ့နော်အခုကျမအဲ့တုန်းကနာမည်မပြောခဲ့ဘူးနော်နာမည်မပြောခဲ့ဘူးဟိုတက်မတော်ကာကွယ်ရေးဦးစီးချုပ်အပါဝင်ဒါ28ရက်နေ့อ่ะပေါ့နော်28ရက်4လပိုင်းကကျမရဲ့လူမှုကွန်ရက်တွေအပေါ်ကနေပြီးတော့ဒီ Facebook ကော TikTok ပေါ်ကောကျမတင်ခဲ့တယ်ဒီ live လေးကိုပြောချခဲ့တယ်အဲ့ဒီ28ရက်နေ့ကဒါကျမတင်ခဲ့တဲ့ live လေးပေါ့နော်တက်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် NASA ကအစိုးရကြီးနိုင်ငံဝန်ထမ်းများတက်မတော်အရာရှိကြီးများအားဂုံတိတ်ခါကိုထိခိုက်စေရန်နှင့်မိဘပြည်သူများမှတက်မတော်အစိုးရကြီးအပေါ်အထင်မှားမြင်မှားစေရန်ပြုလုပ်ပြောဆိုနေသည့်အယောင်ဆောင်ဟန်ရေးပြသမားတယောက်ကဥပဒေနှင့်အညီတရားစွဲဆိုသွားမည်ဖြစ်ပါကြောင်းအသိပေးရပါသည်လို့ကျွန်မပြောခဲ့တယ်နော်ဒီပေါ်မှာကျွန်မနာမည်တက်ချင်းမရှိခဲ့ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်မကဥပဒေနှင့်တရားစွဲဆိုထားခြင်းမရှိတဲ့အတွက်ကျွန်မကဥပဒေနဲ့အညီယနေ့အချိန်ထိပြောဆိုနေထိုင်လုပ်ကိုင်နေတာပါရှင်နော်အဲ့ဒီမှာအဲ့ဒါဘာလို့ပြောရတာလဲဆိုတော့အခုတချို့သောသူတွေကကျမကိုအခုဒီတရားစွဲဆိုတဲ့ပုံမှာကျမကကိုစော်ဖုံးဟိတ်ဆိုသူအားကျမကစပြီးတော့ဒီဟာကိုပေါ့နော်ဟိုစိန်ခေါ်ခဲ့တယ်ပေါ့ဘာကြောင့်စိန်ခေါ်ခဲ့တာလဲကျမစိန်ခေါ်ခဲ့တာမဟုတ်ပါဘူးရှင်ဘာကြောင့်လဲဆိုတော့ဒီအခုဒီရှမ်းမြောက်ပေါ့နော်ရှမ်းမြောက်ဒီအကျန်းဖက်3កောင်နဲ့ပတ်သက်ပြီးတော့ဒီကျမတို့ဒီမြန်မာတက်မတော်အစိုးရကြီးနဲ့ဒီတက်မတော်သားတွေနဲ့စစ်ပွဲဖြစ်ပွားနေခဲ့တယ်เนาะ132ခွန်ပထမလိုင်းဒုတိယလိုင်းမှာဖြစ်ပွားခဲ့တယ်အဲ့တော့ဒုတိယလိုင်းမှာပေါ့နော်စပြီးတော့ဒီကိုစော်ဖုံးဆိုသူကနေပြီးတော့ဒီ social media ဘောကနေတက်လာတဲ့အခုတခြားတော့ပေါ့နော်အကိုစော်ဖုံးရပါဝင်ကျမတို့ကတခြားတော့လူတွေရောအကုန်လုံးပေါ့ဒီကိုဒီတက်မတော်ကြီးကိုချစ်ခင်တဲ့လူတွေရောတစ်ဖက်ရန်သူကိုတစ်ဖက်ဒီအကြမ်းဖက်အဖွဲ့ကိုအားပေးတယ်ဒီ PDF အကြမ်းဖက်အဖွဲ့တွေကိုအားပေးတဲ့သူတွေရောပေါ့နော်အကုန်လုံးက social media ပေါ်မှာဝိုင်းတိုက်ခိုက်တဲ့အခါမှာကိုစော်ဖုံးတို့ကဒီအခုကျမနဲ့အမှုဖြစ်ပွားနေတဲ့သူကကျမကဒီကိုတက်မတော်သားတွေကိုလေးစားယုံကြည်တဲ့တက်မတော်ကြီးကိုချစ်ခင်လေးစားတယ်ဆိုတဲ့စိတ်နဲ့သူတို့ကဒီဟာတွေကိုပြောကြားလာတဲ့အတွက်ကျမတို့ကလေးစားခဲ့ရတယ်ဘာဖြစ်လို့ဆိုတော့တို့ကိုတက်မတော်သားကိုဒီနိုင်ငံတော်လက်ရှိ NASA ကအစိုးရကြီးကိုထောက်ခံတဲ့လေးစားတဲ့သူတွေကဒီ social media ပေါ်မှာသတင်းတင်လွှင့်ပေးခြင်းတာပေးတာကနဲတယ်နော်နဲတယ်အကြောင်းမျိုးကြောင့်ဟိုအသက်အန္တရာယ်ကိုထိခိုက်မှာမိသားစုတွေထိခိုက်မှာစိုးရိမ်တဲ့စိတ်တွေနဲ့မပြောကြဘူးအဲ့လိုမျိုးတဲ့မှာကလက်ချိုးရည်လို့ရတယ်ကွာ
နော်တင်ဆက်တဲ့အပိုင်းမှာအဲ့လိုမျိုးတွေပြောခဲ့တဲ့အခါကျမတို့ကလေးစားခဲ့ရတယ်မမြင်မတွေ့ဘူးပြီမဲ့လေးစားခဲ့ရတယ်ကျမတို့နဲ့ရင်ဘတ်တူတွေဆိုပြီးလေးစားခဲ့ရတယ်ဒါပေမဲ့နောက်ပိုင်းမှာဒါကပေါ့နော်ဒီကိုစော်ဖုံးရင်အကောင့်ပိုင်ရှင်ရောတခြားသောသူတွေရောပေါ့နော်ပြောလာတဲ့အပိုင်းတွေမှာတက်မတော်ကိုများစွာထိခိုက်စေတယ်ဘာဖြစ်လို့လဲဆိုတော့ဒီအဓိကရှေ့တန်းစစ်မျက်နှာပြင်ပေါ်မှာရောက်နေတဲ့အခါမှာနော်ရှေ့တန်းစစ်မျက်နှာပြင်ပေါ်မှာတိုက်ပွဲဝင်နေရတဲ့အခုမြန်မာတက်မတော်သားတွေနဲ့အကြမ်းဖက်စစ်သည်တွေပေါ့နော်တိုက်ပွဲဝင်နေရတဲ့အချိန်မှာအခုယုံကြည်အားကိုးစွာနဲ့ဒီရှေ့တန်းစစ်မျက်နှာပြင်ပေါ်တွေမှာရောက်နေရတဲ့စစ်သည်တွေအောက်ခြေစစ်သည်တွေအထူးသဖြင့်တော့အောက်ခြေစစ်သည်တွေအရာရှိအဆင့်ဆိုရင်ဒါတွေနားလည်ပြီးသားဒီစစ်ရေးအကြောင်းတွေကိုနားလည်ပြီးသားဒီအဓိကလာဝနော်လျှို့ဝှက်လောက်ကမဲ့စရေးသတင်းတွေကိုပေါက်ကြားလို့မရဘူးဆိုတာအရာရှိစစ်တီတွေအကုန်နားလဲတယ်အောက်ခြေစစ်တီလေးတွေကြတော့ဒါကပညာရေးချင်းနဲ့နေပါတယ်တချို့ဘိုင်းဒါကျမစော်ကားတာမဟုတ်ဘူးနော်ကျမစော်ကားတာမဟုတ်ဘူးဒါမျိုးတွေကိုနားမလဲတဲ့အတွက်ကြောင့်အားကိုးတဲ့စိတ်နဲ့အော်ဒီလိုဟာမျိုးတွေငါတို့လှမ်းပြီးအကူအညီတောင်းလို့ရှိရင်သက်ဆိုင်ရာလူကြီးတွေမြန်သိစေခြင်းနဲ့ဘယ်လိုများကူညီပေးနိုင်မလဲဆိုတဲ့စိတ်တွေနဲ့သတင်းတွေကိုပေးခဲ့ကြတယ်ဒါကျမတို့အပောင်ဝင်ပေးခဲ့ကြတယ်နော်ကျမတို့လည်းပေးခဲ့ကြတယ်ယုံကြည်အားကိုးစွာနဲ့ဒါတမတော်သားစစ်တီဝန်ထမ်းတွေသူ့ရဲ့မိသားစုဝင်တွေတချို့သောပြည်သူတွေနော်ဒီကျန်းဖက်တွေကိုမလိုလားတဲ့ပြည်သူတွေကစဥမာသူတို့မြို့ရွာဒေသတွေမှာရန်သူရဲ့အခြေအနေပေါ့နော်သတင်းတွေကိုရတဲ့အခါကျမတို့တွေကိုအကုန်ပေးပို့ခဲ့ကြတယ်အဲ့ဒီခါမှာကျမတို့တွေလည်းပြောခဲ့တယ်ဆိုတာကကျမတို့ကကိုတက်မတော်အစိုးရပေါ့နော်ဒီတက်မတော်သားတွေထိခိုက်စေမဲ့စကားမျိုးစည်ရဲတဲ့တင်းတွေကိုကျမတို့ထုတ်နိုင်နေမရှိခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့အရေးကြီးလှုပ်ဝက်စစ်မြေပြင်မှာထမ်းဆောင်နေရတဲ့ဒီတက်တီတက်ရွေ့လှုပ်ရှားမှုသတင်းတွေကပြောလို့မရဘူးလေပြောကြလို့မရဘူး။ကျမတို့ထုတ်ဖို့ပြောကြရမယ့်အကြောင်းအရာတွေကဘလို့အကြောင်းအရာတွေလဲ။အခုကျမတို့ကိုသတင်းပေးခဲ့တဲ့တစ်ဖက်ရန်သူကဘယ်နေရာမှာစုဖွဲ့အင်အားဘယ်လောက်နဲ့ရောက်နေပါပြီလက်နက်အင်အားဘယ်လောက်ရှိလဲဘယ်အချိန်မှာဒီစခန်းကိုဝင်တိုက်ပါမယ်ဆိုတဲ့ဥပမာပေါ့နော်အဲ့လိုဟာမျိုးတွေဆိုရင်ဒါကျမတို့ကတရားဝင်ထုတ်နိုင်ပေးတဲ့။ဒါကသက်ဆိုင်ရာနယ်မြေတပ်စခန်းအရာရှိတွေသက်ဆိုင်ရာလူကြီးတွေသိစေဖို့အတွက်ကျမတို့ကထုတ်နိုင်ပေးခြင်းလား။ဘာဖြစ်လို့လဲဆိုတော့တစ်ဖက်ရန်သူရဲ့အင်အားအခြေအနေကိုအမြန်ဆုံးသိရှိစေဖို့အတွက်နော်ဒီလိုသတင်းတွေသာလဲထုတ်လွှင့်ပေးတဲ့အဲ့လိုမဟုတ်ဘဲနဲ့ကျမတို့ရဲ့အခုအောက်ခြေစခန်းမှာဥပမာပြောပြမယ်နော်အခုရခိုင်တို့ရှမ်းမြောက်တို့မှာဖြစ်ခဲ့တဲ့ဥပမာနော်ဒါကျမပြောခဲ့တာပြောပြတာအဲ့လိုစခန်းတွေမှာအခုရန်သူတွေကအင်အားဘယ်လောက်နဲ့ဝိုင်းထားပါတယ်ကိုယ့်ရဲ့တက်မတော်ဒီစခန်းမှာအခုဝိုင်းခံထားတယ်ဥပမာလာရှိုးပဲထားပါတော့ဒီရမကစခန်းကြီးမှာဒီစစ်တင်အင်အားကအယောက်100ပဲရှိတော့ပါတယ်အယောက်200ပဲရှိတော့ပါတယ်ဟိုမှာစစ်တီတွေကဒဏ်ရာရနေတာဘလောက်လက်နက်ခဲအင်အားကလက်နက်ခဲရနေရဘလောက်ကုန်နေလို့ဘလောက်ပဲရှိတော့ပါတယ်ရေတွေပြတ်နေတယ်စားသောက်ရိတ်ခါတွေပြတ်နေတယ်ရန်သူတွေကဘလို့ဒီမှာဒဏ်ရာရစစ်သားတွေကမပြတ်နိုင်ဘူးတကယ်ပြတ်နိုင်တဲ့လူတွေကဘလောက်ဆိုတဲ့တက်တီတက်လှုပ်တကယ်စိတ်ပြင်ဒီမှာလှုပ်ဝက်ထားရမယ်အကြောင်းအရာတွေကိုလိုင်းပေါ်မှာတင်ပြီးတော့ပြောခြင်းအပြင်ဒါကကိုလေးစားယုံကြည်ချစ်ခင်ရတဲ့တမတော်ကြီးကိုကူညီနေတာမဟုတ်ဘူးမိဘပြည်သူတွေကိုကူညီနေတာမဟုတ်ဘူးအခုကိုယ့်ကိုကူညီတောင်းပြီးတော့မသိနားမလဲတဲ့ဒီစစ်သဘောထားတွေကိုနားမလဲတဲ့အောက်ခြေစစ်တီတွေကကိုယ့်ကိုအကူညီတောင်းခဲ့တာတွေဒီကူညီတာကိုမရောက်ဖဲနဲ့သူတို့ကိုအသက်ကွင်းနဲ့ကိုရောက်ပြီးအန်ရဖြစ်စေခဲ့ပါတယ်နော်ဒါကြောင့်ဒီမပြောသေးတဲ့ရန်သူစစ်တဲ့တွေကိုလိုင်းပေါ်ကနေအတိပေးအကြောင်းကြားပြီးပြောခဲ့တဲ့ဟာမျိုးတွေဒါကတချို့သောသူတွေပေါ့နော်ဒီတယောက်တည်းကိုပြောတာမဟုတ်ပါဘူးအများသောအပြင်တချို့တွေပြောကြတယ်အဲ့လိုပြောကြတဲ့အခါမှာရန်သူစီကိုသတင်းတွေရောက်ပြီးတော့မဆုံးရှုံးတဲ့ဟာတွေဆုံးရှုံးရတယ်နောက်ပြီးတော့အခုတက်မတော်စစ်တီအောက်ခြေစစ်တီတွေမှာအခုဒုက္ခဆင်းရဲတွေအစားတောက်တွေဒုက္ခရောက်တဲ့ရေတွေဒုက္ခရောက်တဲ့အရာရှိတွေကထက်အရာရှိတွေကမပိုပေးဘူးဘာဖြစ်တဲ့ညာဖြစ်တဲ့ပေါ့နော်ဒီတက်မတော်အရာရှိတွေကမပိုပေးဘူးသူတို့ကြတော့ဟိုမှာကောင်းမွန်နေတယ်အောက်ခြေစစ်တီတွေမိသားစုတွေကိုအသက်တွေကိုမငယ်ဘူးဆိုတဲ့ဟာမျိုးတွေကိုနော်ဒီအကြောင်းပေါ်တွေမှာနေ့စဉ်နီးပါးလို့အများနဲ့လို့ထုတ်လွှင့်လာတဲ့အခါမှာတကယ်စစ်မြေပြင်မှာတိုက်နေတဲ့စစ်တီတွေအသက်တွေပေးပြီးတော့သူတို့ရဲ့အသက်တွေဘဝတွေသူတို့ရဲ့မိသားစုတွေအသက်တွေဘဝတွေပေးပြီးတော့ဘာသာတာမနာတိုင်းကြီးကိုချစ်လို့သက်စာရှိစွာနဲ့တာဝန်ထမ်းဆောင်နေတဲ့စစ်တီတွေရဲ့စိတ်ထဲမှာဘလို့ဖြစ်သွားမလဲအခုလက်ရှိသူတို့တာဝန်ထမ်းဆောင်နေတဲ့သူတို့ရဲ့အထက်စစ်တီအရာရှိတွေဟုတ်လားတက်မတော်သားအရာရှိတွေအစိုးရကြီးဘောကိုတင်မြင်လွဲပြီးတော့စီလုံးမှုမပြိုကွဲစေဘူးလားတက်တွင်းစီးလုံးမှုမပြိုကွဲစေဘူးလားအထက်နဲ့အောက်ခြေစစ်တီတွေအခုအထက်အရာရှိအစရှိတဲ့ဘိုးကြီးဘိုးမှုအစင်စင်ပေါ့နော်ဒီတိုင်းမှုဗျူဟာမှုကစားထားမှုအဲ့လိုမျိုးပေါ့အဲ့ဒီပေါ်တွေမှာအမြင်ဆောင်ပြီးတော့တက်တွင်းစီးလုံးမှုမပြိုကွဲစေဘူးလားရှင်ဟုတ်လားနော်မပြိုကွဲစေဘူးလားအရန်ကုန်အန်ရကြီးပါတယ်အဲ့လိုတက်တွင်းစီးလုံးမှုတွေပြိုကွဲစေတယ်ကအထက်အောက်စီးလုံးညီညွတ်မှုကိုများစွာထိခိုက်စေတယ်ပြပြစေတယ်အဲ့တော့မဖြစ်သင့်တဲ့ဟာမျိုးတွေဘာလို့ဖြစ်ကုန်ကြလဲအလံကျူတွေထောင်ခဲ့တယ်နော်ဖျဲသီးဘဝတွေရောက်ခဲ့ရတယ်အော်သူတို့ကြတော့သူတို့ကတော့သူတို့ကောင်းစားဖို့သူတို့အသက်တွေမသိရင်ပြီးတော့ငါတို့ကတော့အောက်ခြေမှာငါတို့တွေတိုက်နေရတယ်ငါတို့သိရင်ငါတို့မိသားစုတွေဒုက္ခရောက်မှာငါတို့အသက်တွေပဲပေးရမယ်အဲ့တော့မထူးဘူးငါတို့ရှေ့ဘက်မှာရန်သူနဲ့ပူးပေါင်းလိုက်ရင်ငါတို့ရဲ့အသက်အန္တရာယ်တွေလွတ်ကင်းသွားမယ်လက်ရှိလည်းတော်တော်ကတော့လွတ်ကင်းသွားမယ်ဆိုပြီးတော့
အတွဲအမြင်လေးတွေနဲ့တွေးပြီးတော့ယုံကြည်အားကိုးစာနဲ့စက်သတင်းတွေပေးပို့ခဲ့ကြတယ်ဟုတ်လားဒါကိုဒီလိုအချိန်မှာဒီသတင်းတွေကိုတင်သင့်လားမတင်သင့်လားဆိုတာစဉ်းစားဆုံးဖြတ်ရပါမှာရေးကြည့်ပါတယ်ဟုတ်လားကိုကအရင်ရေးကြည့်တဲ့သတင်းတွေကိုတင်သင့်လားမတင်သင့်လားအမြဲတမ်းအဲ့လိုမျိုးတင်ပြီးတဲ့အခါမှာဒီအကြောင်းအရာတွေပေါ်မှာပဲအခြေခံပြီးတော့တက်မတော်သားအရာရှိတွေအောက်ခြေစစ်တီတွေနဲ့အစင်မပြေမှုတွေကိုမြဲတမ်းချပြပြီးတော့ပြောလာတဲ့အခါမှာတက်မတော်နဲ့အထက်နဲ့အောက်ဟုတ်လားတက်တွင်းစီလုံးမှုပြိုကွဲစေတဲ့ဒီတက်မတော်သားအရာရှိတွေကိုဒီအောက်ခြေစစ်တီတွေကနေပြီးအထင်မြင်လွဲမှားပြီးတော့အမိတ်မနာခံမဲ့နဲ့တက်တွင်းစီလုံးမှုပြိုကွဲစေတယ်လို့တက်မတော်ကြီးကိုလေးစားယုံကြည်နေကြပါတော့ရဟန်းရှင်လူမိဘပြည်သူတို့ရဲ့စိတ်ထဲမှာဘလို့ဖြစ်သွားမလဲဒီတက်မတော်ကြီးပေါ့ယုံကြည်အားကိုးမှုတွေဘလို့ဖြစ်သွားမလဲယုံကြည်အားကိုးမှုလက်ရှိ NASA ကအစိုးရကြီးပေါ်မှာယုံကြည်အားနည်းမှုတွေယုံကြည်အားကိုးမှုတွေဟမ်ဘလောက်တောင်ထိခိုက်စေတယ်လဲအဲ့လိုမျိုးတွေကိုချိန်ဖန်များစွာပြောခဲ့တဲ့အတွက်ကြောင့်ကျမအခုလက်ရှိပေါ့နော်ဟို28ရက်နေ့4လပိုင်းဒီကျမ3ချိန်ကျမတတိပေးခဲ့တယ်ဒီဟိုကိုစော်ဖွင့်ရင်မှမဟုတ်ဘူးပေါ့နော်တခြားသောသူတွေပြောခဲ့တဲ့အတွက်ကျမတတိပေးခဲ့တယ်3ချိန်ဒါနဲ့ပါဆို3ချိန်နော်ဒီလိုမျိုးတွေမပြောသင့်ဘူးဆိုတဲ့အကြောင်းပြောလာတဲ့အခါကျရင်ကျမဒေါ်မမှုခိုင်ကိုယ်တိုင်ထွက်ပြီးတော့တရားစွဲရတဲ့အဆင့်တွေမဖြစ်ပါစေနဲ့လို့ကျမကမေတ္တာရက်ခံပြီးတော့ပြောကြားခဲ့တယ်အတိပေးပြောကြားခဲ့တယ်နော်အဲ့ဒီအပေါ်မှာအခုလည်းကြည့်ဟုတ်လားအဲ့လိုအတိပေးပြောကြားခဲ့တဲ့အပေါ်မှာကျမ28ရက်နေ့ရပါတော့28ရက်အခု4လပိုင်းမှာကျမဒီခေါင်းစဉ်ကိုတက်လိုက်တယ်နာမည်ကိုမတင်ခဲ့ပါဘူးမတင်ခဲ့ဘူးဘာဖြစ်လို့ဆိုတော့ကျမကဥပဒေနဲ့အညီမလုပ်ရသေးတဲ့အတွက်နော်ကျမဥပဒေဘောင်ကိုကြော်ပြီးယနေ့ချိန်ထိလုပ်ခဲ့ပါဘူးမြေသူကိုမှစော်ကားမော်ကားခြင်းမပြုခဲ့ပါဘူးကျမအဲ့ဒါကို29ရက်နေ့မှာ29ရက်နေ့ပေါ့ညာပိုင်းပေါ့နော်ကျမမသိဘူးကျမကိုအခုဒီအကောင့်ပိုင်ရှင်ကိုစော်ဖုံးရင်ဆိုသူကနေသူ့ရဲ့ YouTube အကောင့်ကနေပြီးတော့ဆဲဆိုပြီးတော့မကြောက်ဝဲမနာတာတွေဒါတွေကို YouTube အကောင့်ကိုကြည့်နေတဲ့သူတွေ social media ပေါ်မှာဒီသတင်းတွေကိုစီရေးသတင်းတွေနဲ့ကြည့်နေတဲ့သူတွေဒီကိုစော်ဖုံးရင်ဆိုတာလည်းဟို speaker သမားတယောက်ဟာလာပြည်သူတွေရဲ့ယုံကြည်မှုအောက်ခြေစစ်တီမိသားစုတွေရဲ့ယုံကြည်လေးစားမှုကိုရထားတဲ့သူတယောက်နော်ဒီပေါ်မှာအဲ့ဒီ29ရက်နေ့မှာအဲ့လိုမကြောက်ဝဲမနာတာတွေပေါ့နော်မိကောင်းဖခင်သားသမီးမပီတာစွာနဲ့မမှန်ရိုင်းဆဲဆိုခဲ့တယ်ဒါပေမဲ့ကျမရဲ့အမိကိုတချင်းမရှိခဲ့ပါဘူးတထားချင်းမရှိခဲ့တဲ့အတွက်ကျမကတကယ်ကသူဘလို့ပဲပြောကျမကိုပြောတယ်ဆိုတာသိပေမဲ့ဥပဒေနဲ့အညီကျမလှုပ်ဆောင်လို့မရခဲ့ပါဘူးနော်မရပါဘူးဒါအဲ့ဒီညမှာပဲကျမကမသိဘူးနော်ကျမဒီတခြားသောကိစ္စတွေနဲ့အလုံးရှုံနေတဲ့အချိန်မှာကျမမသိဘူးမသိတဲ့အခါမှာသူကအခုကိုစော်ဘိုင်းကိုလို့ကျမဘာဖြစ်လို့ပြောရလဲဆိုတော့ဒါမှအခုကျမရှင်းပြမယ်နော်ကျမကိုအဲ့ဒီည29ရက်နေ့ညမှာကျမဒီမှာပြောပြမယ်နော်ကျမကတသက်အပြည့်စုံနဲ့ယူထားပါတယ်ဟွာပေါ့နော်ကျမဒီအကောင့်လေးပေါ့နော်မြူလင်းအိမ်ဆိုတဲ့အကောင့်လေးနော်မြူလင်းအိမ်ဆိုတဲ့အကောင့်လေးနဲ့အဲ့ဒီနာမည်လေးနဲ့ Viber ကနေအခုကျမအခုတရားစွဲမယ်ဆိုတဲ့အကြောင်းတက်သေးလိုက်ချင်တဲ့သူတွေတက်မတော်ကြီးကိုလေးစားချစ်ခင်ယုံကြည်တဲ့လူတွေတက်သေးလိုက်ချင်တဲ့သတင်းတွေပေးပို့ချင်မှာကကျမရဲ့ Viber ဖုန်းနံပါတ်ပေါ့နော်ကျမ Viber အသုံးပြုတဲ့တစ်လုံးပေါ့ဟို98864490ကိုတို့ပေးပို့နိုင်ပါတယ်ဆိုပြီးကျမသတင်းထုတ်လွှင့်ခဲ့တယ်နော်အဲ့ဒီအပေါ်မှာအဲ့ဒီရဲ့နံပါတ်ကိုမြူလင်းအိမ်ဆိုတဲ့ဒီမှာနော်အကောင့်ကျမတက်သေးတွေအကုန်လုံးထားရှိပါတယ်နော်ကျမဥပဒေနဲ့အညီသွားတဲ့လူမဟုတ်လို့မြူလင်းအိမ်ဆိုတဲ့အကောင့်ကနေပြီးတော့ကျမကိုဆက်သွယ်လာပါတယ်နော်မမိုးတဲ့မင်္ဂလာပါရှင်ကျမဖက်ပြရမှာမယ်နော်မမိုးမင်္ဂလာပါရှင်နဲ့ဇော်မိုးဟိန်သူရေးထားတာဇော်မိုးဟိန်နော်ဇော်မိုးဟိန်အာကြီးအကြောင်းပြောချင်လို့ပါတဲ့ကျမပြန်နှုတ်ဆက်ထားပါတယ်နော်အဲ့တော့မင်္ဂလာပါရှင်လို့ဟုတ်ကဲ့လို့သူ့ကိုတရားစွဲရင်တက်သိလိုက်ချင်လို့ပါတဲ့နော်အမကိုလည်းဒီညာတဲ့ဟို YouTube မှာပေါ့နော် YouTube မှာအမအမီတော့မတက်ထားဘူးဆဲထားတာတဲ့ဟုတ်လားလို့ကျမမသိဘူးနော်အဲ့ချိန်ထိမသိဘူးအဲ့အကောင့်ကနေမြူလင်းအိမ်ဆိုတဲ့အကောင့်ကနေ Viber ကနေလာပြောတာဟုတ်လားလို့ကျမပြောခဲ့တယ်အဲ့ဒါနဲ့ဒီနေ့ live လားလို့ကျမပြောခဲ့တယ်။ तू က29ရက်နေ့ညမှာကိုစော်ဖွင့်ကအဲ့ဒီအကောင့်ကနေလွှင့်ပြီးတော့မှ तू ကဝင်လာတာကျမကိုဒီအကောင့်နဲ့နော်ဟုတ်လားလို့ဒီနေ့ live လားဆိုတော့ဟုတ်တယ်တဲ့အဲ့ဒါနဲ့ကျမကဥပဒေနဲ့ညီကျမကတရားစွဲဆိုသွားမှာပါလို့အမြန်ဆွဲအမှားတဲ့ကျမမှာတက်သေးတွေရှိတယ်တဲ့အမစီစဉ်နေပါပြီလို့အမကိုပို့ပေးလို့ရမလားလို့နော် तू ကတက်သေးတွေရှိတယ်ဆိုတော့အမကိုပို့ပေးလို့ရမလားလို့အမအမြန်ဆွဲမှရမယ်တဲ့အဲ့ဒီလူကလည်းတဲ့လူပါနော်တဲ့နော် तू ကနေကျမကိုဆက်သွယ်လာတာနော်ကျမကစပြီးဆက်သွယ်ထားတာမဟုတ်ဘူးကျမဘယ်သူမှမသိဘူးဒီဟာတွေကိုအဲ့ဒီလူကလည်းလူပါနော်တဲ့မကြခင်ဆွဲဆိုသွားမှာပါတဲ့နော်အမလုံးမှာကို तू သိနေပြီတဲ့ဒီည YouTube မှာ तू မကြပဲတဲ့အမထောင်ကြသွားမယ်လို့ပြောနေတယ်တဲ့လုံနိုင်တဲ့အစွမ်းရှင်လုံလိုက်စမ်းပါလို့ကျမကပြန်ပြောလိုက်တယ်နော် तू ဒီပြောတဲ့စကားရက်လေးပေါ်မှာကျမကလုံနိုင်တဲ့အစွမ်းရှင်လုံလိုက်စမ်းပါလို့ကျမပြန်ပြောလိုက်တယ်ကျမလည်းတဲ့တက်သိလိုက်ချင်တယ်ကြောက်တော့ကြောက်တယ်တဲ့နော် तू လှုပ်လို့ကျမဦးလေးပါတဲ့ပြုတ်သွားလို့တဲ့သူ့ကိုပြန်ကလေးစားချေမှာတဲ့ကျမကတဲ့အဲ့ဒါနဲ့ကျမပြောလိုက်တယ်အယောင်ဆောင်သမားတွေရဲ့အကြောင်းကိုမကြခင်ပေါ်လာမှာပါလို့ကျမဖော်ထုတ်သွားမှာပါအမကသာအရင်တရားမြင်မြန်ဆွဲပါတဲ့ကျမကပြန်ပြောထားတယ်နော်အမလှုပ်တင်တာကိုလှုပ်သွားမှာပါလို့နော်အဲ့ဒါနဲ့
အမဆွဲပြီးဆိုရင်တဲ့သူ့အကြောင်းကိုအကုန်ပြောပြပါမယ်တဲ့ကျမကဟုတ်ကဲ့လို့ပြန်ပြောထားတယ်နော်မဆွဲဘဲနဲ့တော့ကျမလည်းမပြောရဲလို့ပါတဲ့သူ့ဘက်ကလည်းတက်မတော်မိသားစုတွေနဲ့မိသားစုတွေကနဲတာမဟုတ်ဘူးတဲ့ကိုပါဖျဲသီးဆိုရင်ထောင်ပြန်ကြမှာမို့အမတဲ့အဲ့ဒါနဲ့ကျမမေးလိုက်တယ်မရှင်းလို့ဘသူကဖျဲသီးလဲလို့နော်အဲ့တော့ဖုန်းနံပါတ်အဲ့လိုပြောသူကသူ့ရဲ့အခုဒီမြူလင်းအိမ်ဆိုတဲ့အကောင်ကသူ့ရဲ့ဖုန်းနံပါတ်လေးကိုလှုပ်ဝက်ပေးပါနော်တဲ့ဆိုတော့ကျမကပြောလိုက်တယ်ပြန်ပြီးတော့တုံ့ပြောထားတာကစိတ်ချနေပါညီမလေးလို့သူ့ကိုမပိုင်ရင်လုံးမရဘူးလေတဲ့အမားတို့ရဲ့စောင့်ထင်းရမယ်စီးပါဆိုတော့ तू ကဖုန်းနံပါတ်ကိုလျှို့ဝှက်ပေးထားပါလို့ပြောတဲ့အတွက်ကျမကစိတ်ချနေပါညီမလေးလို့ဒါအမားတို့ရဲ့စောင့်ထင်းရမယ်စီးပါလို့နော်ကျမတို့စီကိုစီရေးသတင်းပို့ပေးတဲ့အခါမှာကျမတို့ကဒါစောင့်ထင်းရမယ်စီးနော်တစ်ဖက်ရဲ့လျှို့ဝှက်အသက်အန္တရာယ်တွေကိုကျမတို့ကစောင့်ထင်းရပါတယ်နော်အဲ့အတွက်အမအကြောင်းကိုအမားတို့ရဲ့ဖခင်ကြီးကအတိဆုံးပါဆိုတာကျမတို့ရဲ့ဖခင်ကြီးနော်ဒါကျမပြင်ရှင်းပြသွားပါမယ်ကျမတို့ရဲ့အကြောင်းကိုအမတို့ရဲ့ဖခင်ကြီးကအတိဆုံးပါလို့နော်ဒီအကြောင်းကိုကျမဒါကိုဘာလို့ပြောရတယ်ဆိုတော့ကျမနိုင်ငံရေးလှုပ်ရှားမှုဖြစ်စဉ်တွေမှာကျမကိုတီးခဲ့ကြတဲ့မိဘပြည်သူတွေတီးပြီးသားနော်တော်တော်များများတီးခဲ့ပြီးသားကျမလှုပ်ရှားခဲ့နိုင်ငံရေးသမိုင်းမှာအဲ့ဒါကြောင့်မို့ကျမကဒီအကြောင်းလေးကိုပြောလိုက်တာပါအမရဲ့အကြောင်းကိုအမတို့ရဲ့ဖခင်ကြီးကအတိဆုံးပါလို့နော်ကျမပြန်ပြောလိုက်တယ်သူကတဲ့အခုအဲ့ကောင်မလေးကနော်ဒီမြူလင်းအိမ်ဆိုတဲ့အကောင်မနော်သူပြန်ပြောထားတာသူကတဲ့ကာကျုပ်ရုရှားပြန်တော်မှာတဲ့နပတလေရင်ကွင်းမှာတဲ့နပတလေရင်ကွင်းမှာတဲ့သွားကြိုတော့တဲ့နော်တာမယ်မဟုတ်ဘူးနော်တဲ့နော်ကျမပြောထားတယ်တက်မတော်အဖွဲ့အစည်းကြီးကလူကြီးတွေတိပါတယ်လို့ကျမကခုနပြောထားတယ်နော်အမအကြောင်းကိုအမတို့ဖခင်တိတယ်လို့တက်မတော်အဖွဲ့အစည်းကြီးကလူကြီးတွေတိပါတယ်လို့သူကအဲ့မှာဆက်ပြောထားတာတာမယ်မဟုတ်ဘူးနော်တဲ့သူကဟိုခုနဆက်လေးပေါ့နော်သူကကာချုပ်ရုရှားပြန်အောင်နပတလေရင်မှာသွားကြိုတော့တဲ့တာမယ်မဟုတ်ဘူးနော်တဲ့အဲ့ဒါဆိုတော့အဲ့ဒါဆိုရင်လို့ကျမပြန်ပြောထားတယ်နော်ဒေါ်မမိုးခိုင်ဆိုတဲ့မိန်းမတယောက်ကဘလို့ဆိုတာကိုညီမလေးကိုဟိုဖြစ်မယ်သူဆက်ရေးထားတာနော်ဒါကျမပြန်ပြောထားတာသူ့ကိုတဲ့နန်းနှင်းနဲ့တောင်တဲ့ခေါ်သေးတယ်တဲ့သမီးရဲ့ဦးလေးကတဲ့သူ့ရဲ့ဦးလေးကကောင်မလေးကသူ့ရဲ့ဦးလေးကပြောတာပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ရေးထားတာဖမ်းပြီးထင်နေတာတဲ့နော်ဟိုကားတဲ့နန်းနှင်းစခန်းမှုတောင်တဲ့ပြန်လိုက်ပို့ရတဲ့ပြန်လိုက်ပို့ရတာတဲ့ဟိုကနန်းနဲ့စခန်းမှုတောင်ပြန်လိုက်ပို့ရတာတဲ့ဆိုတော့ဒီမြူလင်းရဲ့အကောင့်ပိုင်ရှင်ကကိုကျော်ဘိုင်းဆိုသူရဲ့အကြောင်းပြောထားတာပေါ့နော်သူ့ရဲ့အဆင့်ကနဲတာမဟုတ်ဘူးရုရှားကာချုပ်ပြန်ကာချုပ်ကြီးရုရှားပြန်တဲ့အချိန်မှာသွားကြိုခဲ့တာသွားကြိုရတာနောက်ပြီးတော့သူ့ကိုနန်းနှင်းနော်နန်းနှင်းစခန်းမှုမန္တလေးနန်းနှင်းစခန်းမှုတောင်ပြန်လိုက်ပို့ရတာတဲ့အဲ့လိုပြောလာတဲ့ခါမှာကျမကဘာပြောလိုက်လဲဆိုတော့နော်သူကနန်းနှင်းနဲ့တောင်ခေါ်သေးတယ်တဲ့သမီးဦးလေးကိုပြောတာပေါ့နော်အဲ့လိုပြောထားတဲ့ခါမှာကျမကဘာပြောလိုက်လဲဆိုတော့အထင်မကြီးနဲ့လို့နော်သူကကြော်စိုးဦးဒဇင်ဦးလို့နဲ့ကပ်ပြီးလိုက်သွားတာလို့ကျွန်မပြောလိုက်တယ်နော်ဒါလေးကိုကျွန်မပြောတာလေးကိုကျွန်မပြီးရင်ပြန်ရှင်းပြမယ်သူကတ်နေတဲ့မီဒီယာသမားတွေကတာမန်အစင်လို့နော်တက်မတော်ထိပ်ပိုင်းသားကိုကတ်ခွင့်မရှိဘူးလို့ကျွန်မတို့လိုတက်မတော်ခေါင်းဆောင်နော်ကာချုပ်သမရယာယီသမရကြီးအဆင့်နော်နိုင်ငံတော်ဝင်ကြီးချုပ်အဆင့်ကိုတာမန်မီဒီယာတွေကကတ်ခွင့်မရှိဘူးလေဟုတ်လားတာမန်ပုဂ္ဂလိကမီဒီယာတွေကကတ်ခွင့်မရှိဘူးဒီလိုနိုင်ငံခေါင်းဆောင်တွေကိုထိပ်ပိုင်းခေါင်းဆောင်တွေကိုဘယ်လိုမီဒီယာမျိုးတွေကကတ်ခွင့်ရှိရလဲနိုင်ငံတော်ကတရေဝင်ကြော်ညာထားတဲ့နိုင်ငံတော်အဆင့်မြဝတီမြမအတန်အဲ့နှစ်ခုကလွဲလို့ကျန်တဲ့ဟာတွေကတ်ခွင့်မရှိဘူးဥပမာဒါဗိုလ်ချုပ်ဇော်မင်းထွန်းတို့ဘာလို့ကြတော့ဟိုသတင်းပြန်မှန်ဒီနာဆာကရဲ့သတင်းမှန်ပြန်ကြားရေးအတွက်သူကသတင်းတွေကိုဒီကသတင်းစာရှင်းလင်းပွဲတွေလုပ်တဲ့ခါကျရင်ဒါသူ့ရဲ့တရားဝင်သူ့စီကိုတင်ရတယ်သတင်းမီဒီယာတွေအဲ့တော့နိုင်ငံပိုင်မှာမဟုတ်ဘူးတခြားသောမီဒီယာတွေနော်အစိုးရစီမှာတရားဝင်တင်ထားတဲ့မီဒီယာတွေကတင်ရတယ်တင်တဲ့ခါမှာဟိုကခွင့်ပြုတဲ့ခါမှာသူတို့သွားပြီးတော့သတင်းယူခွင့်ရှိတယ်အဲ့လိုအဆင့်တွေကတင်ယူခွင့်ရှိတယ်ဒါပေမဲ့နိုင်ငံတော်အဆင့်ဒီလိုနိုင်ငံတော်တက်မတော်ကာကွယ်ရေးဦးစီးချုပ်လို့ဒီလိုနိုင်ငံတော်အဆင့်တွေကြတော့ဒီလိုသတင်းမီဒီယာတွေကကတ်ခွင့်မရှိဘူးเนาะကျွန်မအဲ့ဒါကိုရှင်းပြထားတာသူကနေတဲ့သတင်းမီဒီယာတွေကလို့တာမန်အစင်လို့အဲ့လိုပြောလိုက်တယ်။သမီးအဲ့မှာ तू ကဘာပြောထားလဲဆိုတော့သမီးဦးလေးကတဲ့သူ့ကြောင့်ထောင်ကျသွားတယ်တဲ့ထောင်ကျသွားတယ်ဟိုနော် तू အဲ့ तू စာရေးထားတာဘာလဲမသိဘူးမဖြစ်ဘူးစာကစလုံးမောက်မမှန်ဘူးအဲ့လိုပြောတယ်အဲ့ဒါနဲ့ကျမက तू ကလည်းတဲ့ तू ကတဲ့အိမ်လဲရောက်တော့တဲ့နန်းတွင်းကအခုကိုစော်ဘုံကြီးဆိုတဲ့ဟိုပါပေါ့ကိုစော်ဘုံကြီးမဟုတ်ဘူးပေါ့နော်အခုဒီနန်းနဲ့သူ့ဟိုဦးလေးဆိုတဲ့သူလားသူပြောထားတာမရှိဘူးသူစာရေးထားတာသူကတဲ့အိမ်လဲရောက်ရောတဲ့နန်းတွင်းက DSA 46ကဘုံမှုကိုလိုင်းမော်ကတက်ပြောတော့တဲ့ဦးလေးကဒီကောင်မလေးဦးလေးပေါ့နော်သူကသူ့ဦးလေးအကြောင်းပြောထားတာ DSA 46ကဘုံမှုကိုတဲ့လိုင်းမော်တက်ပြောတော့တဲ့ဦးလေးကဒီကောင်မလွယ်ဘူးဆိုပြီးပြောတာတဲ့နော်အဲ့လိုပြောတော့အဲ့ဒါနဲ့အဲ့လိုပြောထားတယ်သူကအဲ့မှာကသူ့ဦးလေးစခန်းမှုအဆင့်မန္တလေးစခန်းမှုအဆင့်ကနန်းတွင်းစခန်းမှုကနေပြီးတော့သူ့ကိုဟိုပြန်လိုက်ပို့ပေးရတဲ့အဆင့်နောက်ပြီးတော့ဒီတက်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီးကရုရှားပြန်မှာသူကသွားကြိုရတဲ့အဆင့်နောက်ပြီးတော့သူပြောထားတာနော်ကြော်စိုးဦးကိုတောင်မှအခုလိုမျိုးလွတ်လာအောင်သူကူညီပေးခဲ့တာပေါ့နော်အဲ့လိုပြောခဲ့တဲ့အတွက်ကြောင့်ကျမကဘာပြလိုက်လဲဆိုတော့ကျမဓာတ်ပုံလေး၃ပုံတင်ပေးလိုက်တယ်သူ့ကိုပြလိုက်တယ်ဘာပုံလဲဆိုတော့ကျမအခုပြမယ်နော်ကျမဒါရှင်းပြတာပါနော်ကျမတို့ရဲ့ခဏလေးနော်တင်းကြီးခံပြီးကြည့်ပေးကြမှာဒီ like လေးကနည်းနည်းရှေ့မှာမဟုတ်လို့ကျွန်မရှင်းပြရမှာမဟုတ်လို့
ကျမကအဲ့လိုပြောတဲ့အခါမှာသူ့ကိုကျမကဓာတ်ပုံလေး3ပုံပို့ပေးလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ဘာလို့ပြောထားလဲဆိုတော့ဒါအခုပြန်ဆက်တာနော်ခုနဟာလေးပြတ်သွားမှာဆိုသူကကာချုပ်ကြီးရုရှားပြန်တဲ့အချိန်မှာသွားကြိုရတယ်သွားကြိုခဲ့တယ်နောက်ပြီးတော့ဒီမန္တလေးနန်းနဲ့မှာရှိတဲ့ရဲစခန်းမှုကနေပြီးတော့ပြန်လိုက်ပို့ရတဲ့အဆင့်နောက်ပြီးတော့သူကကျော်စိုးဦးကိုဒီအခုဒီဖန်စီစစ်ဆေးတဲ့အခါမှာသူ့ကြောင့်ကျော်စိုးဦးကလွတ်လာတယ်ဆိုတဲ့ဟာမျိုးပြောလာတဲ့အတွက်ကျမကဒီပုံလေး3ပုံပေါ့နော်သူပြတဲ့အပုံလေးပေါ့ကျမရဲ့ဖခင်ကြီးနော်ကျမတို့ကတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဖခင်ကြီးနဲ့ကျမနဲ့လက်ဆွဲနှုတ်ဆက်တဲ့ပုံဒီပုံကနိုင်ငံပိုင်သတင်းမီဒီယာတွေမြောက်ပရီတို့မြန်မာတန်မြောက်ပရီနဲ့မြန်မာနော် MRTV တို့ကနေပြီးတော့တရေဝင်ထုတ်လင်းပြသခဲ့တဲ့ပုံမှာနော်အဲ့ဒီပုံလေးတစ်ပုံနော်ကျမနဲ့ကျမဖခင်ကြီးလက်ဆွဲနှုတ်ဆက်နေတဲ့ပုံကျမတို့လက်ဆွဲနှုတ်ဆက်ပြီးတော့ကျမနဲ့စကားပြောနေတဲ့ပုံအဲ့ဒီမှာရှိနေတဲ့မီဒီယာတွေအပုံသိပါတယ်အဲ့တုန်းကနော်အဲ့ဒီတုန်းကဟာတွေကိုအကုန်လုံးရှိပါတယ်ကျမနဲ့စကားပြောနေတဲ့ပုံဒီမှာအဲ့ဒီကျမဟိုဟာအဲ့ဒီပုံရဲ့နောက်ပြီးတော့ဒီမှာနော်ယာရုဆင်းကတော့ကျမဒီတက်မတော်ကြောင့်ကျွမ်းကျင်ဟိုဗိုလ်ချုပ်ကြီးဆင်းလို့တော့ထင်ပါတယ်ဒီအဲ့တုန်းကဒီအခုကျမပြတဲ့ဗိုလ်ချုပ်ကြီး2ယောက်ဒီတစ်ဖက်ကသူ့ရဲ့ PSO ဖြစ်ပါတယ်တစ်ဖက်ကသူကဒါဟိုဟာဗိုလ်ချုပ်ကြီး NASA ကနေပြီးတော့ NASA ကကောင်စီဝင်ကျမတို့ဖခင်ကြီး2021အာနာထိန်းစဉ်ကာလက NASA ကမှာနေပြီးတော့မှအကြီးဆုံးပေါ့နော်ဒီတက်မတော် NASA ကထဲမှာနေပြီးတော့မှဒါကလုတ်ပိုင်ခွင့်ရှိဆုံးပေါ့ဟိုဦးမင်းနောင်လို့ခေါ်တယ်နော်ဒါကျမတရားဝင်ပြောလိုက်ပြီနော်ဦးမင်းနောင်စုံစမ်းလို့ရတဲ့ပိုင်နေဆိုရင်ထုံစုံစမ်းလိုက်ဦးမင်းဟိုဟာယာတုကသူကအခုဒီ3ပုံပေါ့နော်သူ့ရဲ့ PSO နဲ့ကျမတို့ကိုဒီနေပြည်တော်ကောင်စီရုံးမှာနော်ကောင်စီရုံးမှာရိုက်ထားတဲ့ပုံအခမ်းအနားအဲ့ဒီခမ်းအနားကအဲ့ဒါဘာပုံလို့ဒီဘာကြောင့်ဒီပုံလေးထွက်လာရလဲဆိုတော့ကျွန်မရှင်းပြပါမယ်နော်ဘာကြောင့်လဲဆိုတော့အဲ့ဒီတုန်းက2021မှာ sorry 2020 NLD ဆိုရလက်ထက်မှာကျွန်မက NLD ဆိုရကိုဒီမဲလိမ်မဲတခုအစိုးရပေါ့နော်မဲလိမ်မဲတခုအစိုးရကိုကျွန်မကမဲတခုအစိုးရကိုဖော်ထုတ်ဖန်ဆီးအပြစ်ပေးရေးယူဖို့ဒါတော်တော်များများသိတယ်ဒါမသိသေးတဲ့နာလာဘိုင်းလုံးတွေကိုကျွန်မပြန်ပြောပြတာကျွန်မအစင်ကဘာလဲဒီဘာစောက်စင်းမှမရှိတဲ့သူကကိုစော်ဖိုင်းလို့လူမျိုးကအခုဟိုတိုင်းပြည်အတွက်လုပ်နေတာကိုဒီလိုမိန်းမမျိုးကဘာမှလုပ်ခဲ့ဘူးလို့လဲဆိုတဲ့ဟာကိုကျမကိုဒီဟာတွေပြောလာတဲ့အတွက်ကျမဒါပြီးရင်ပြန်ရှင်းပြအောင်မတရားဘူးအဲ့ဒီတုန်းက2020တုန်းကဒေါ်အောင်ဆန်းစုကြည်ပေါ့နော် NLD အစိုးရသူမဲလိမ်မဲခိုးပြီးတော့လုပ်ခဲ့တုန်းကကျမကအဲ့တုန်းကကျမကိုတရားစွဲဆိုခဲ့တယ်လေ NLD အစိုးရက28ရက်နေ့12လပိုင်း2020မှာဒီရွေးကောက်ပွဲပြီးတဲ့အခါမှာဒီမဲလိမ်မဲတခုအစိုးရကိုဖော်ထုတ်ပေးဖို့ကျမကဒီစုလေမဟာဗန္ဓုလပန်းညံစုလေနော်စုလေပန်းညံရှေ့မှာစုလေဖះအရှေ့မှာကျမကအဲ့တုန်းကအခြေခံလူဒန်းစားဘဝမြတ်မာရေးပါတီရဲ့အထွေထွေအတွင်းရေးမှုအဖြစ်တာဝန်ထမ်းဆောင်နေတာအဲ့ဒီမှာဘယ်ပါတီမှအဲ့ဒီချိန်မှာမထွက်လာသေးဘူးနော်အဲ့ဒီမဲတခုအစိုးရကိုဒီမဲလိမ်မဲတခုအစိုးရကိုဒီမဲကိစ္စတွေဖြည့်ရှင်းပေးဖို့ကျမတို့နိုင်ငံရေးပါတီတွေ18ပါတီ19ပါတီနော်18ပါတီ19ပါတီကနေလက်မှတ်ထိုးပြီးတော့တောင်းဆိုခဲ့တယ်အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်အဲ့ဒီဟာကိုဒီ NLD အစိုးရကလက်မခံတဲ့အတွက်ကျမကဒီမဲလိမ်မဲတခုအစိုးရကိုဖော်ထုတ်ပြီးတော့ဒီပြစ်မှုတွေကိုဖော်ထုတ်ပြီးတော့ဖန်စီရေးယူပေးဖို့ကျမက28ရက်12လပိုင်း2020မှာဒီမဟာဗန္ဓုလပန်းညံရှိစုလေဖះအနီးမှာကျမစပြီးတော့ကျမနော်ကျမဟိုဟောပြောပွဲကြီးကိုပြုတ်လုပ်ခဲ့တယ်အဲ့ဒီဟောပြောပွဲအဲ့တုန်းကဟိုလူ9ယောက်ထက်မပိုကကိုဗစ်ကာလဥပဒေနော်ဥပဒေထုတ်ထားတာကျမကိုအဲ့ဒီပွဲမလုပ်ဖို့အတွက်ကိုအစိုးရကအမြဲတမ်းဖန်အချိန်အခါကကျမကိုတားခဲ့တယ်ကျမကအဖမ်းခံပြီးတော့လုပ်မယ်ဆိုပြီးတော့ကျမကဥပဒေနဲ့အညီလှုပ်ဆောင်ခဲ့တယ်နော်အဲ့တုန်းကဒီပွဲတွေဒါတော်တော်များများသိပြီးသားပါအဲ့လိုလှုပ်ဆောင်ခဲ့တဲ့အခါမှာ NLD အစိုးရကကျမကိုဖမ်းခဲ့တယ်ပုံမှန်20နဲ့တရားစွဲခဲ့တယ်နောက်ပြီးတော့ဒီပြည်သူတို့ရဲ့ကိုစားတိုင်းမြို့ပြည်ကြောက်တိုင်ကြီးဆိုပြီးတော့ကျမနာမည်ပေးခဲ့တယ်နော်နာမည်ပေးခဲ့ပြီးတော့ဒီတိုင်းပြည်ကြောက်တိုင်ကြီးကိုပြည်သူလူထုရဲ့ကိုစားကျမတို့ရဲ့ဖခင်တမတော်ကာကွယ်ရေးဦးစီးချုပ်ကြီးကိုအနံပြီးတော့တိုင်းဒီပြည်သူတွေရဲ့ကိုစားအာဏာကိုအနှံပြီးတော့ဒီအခုမဲတခိုးအစိုးရကိုဖော်ထုတ်ပေးဖို့ဇန်နဝါရီလ1ရက်နေ့မှာအာဏာကိုဒီအစိုးရထိန်းမှာဆိုတော့ကျမက29ရက်နေ့မှာအနှင်းပြီးတော့ကျမတို့ကနေပြည်တော်ကိုဒီကြောက်တိုင်ကိုပို့ပေးဖို့ကျမကဒီ line မှာနေပြီးတော့တရားဝင်အသိပေးခဲ့တယ်ဖိတ်စာတွေဝေခဲ့တယ်ပြည်နယ်တိုင်းသီးသီးကနေဟိုမိဘပြည်သူတွေရောက်လာဖို့เนาะဒီဟာကိုဒီအစိုးရကိုဖြုတ်ချဖို့ဒီအာဏာကိုအဖခင်ကြီးကိုဒီတိုင်းမှုပြည်ကြောက်တိုင်ကိုအနှင်းပြီးတော့ကျမတို့ကဟိုပြည်သူကနေပြီးတော့အာဏာအနှင်းတာတောင်းဆိုတာအခုညီတောင်းဆိုတာဒါကျမတို့ဖခင်ကြီးဦးစီးရဲ့နာဆာဟိုဒီတက်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီးကိုเนาะအဲ့လိုပွဲမှာကျမကိုဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့33ကာကြီးနဲ့တရားစွဲဆိုခဲ့တဲ့နိုင်ငံတော်အဆင့်เนาะ66ကာကြီးဆိုတာအခုတာမန်လူတွေအောက်ခြေပြည်သူတွေဆွဲလို့ရတဲ့အဆင့်33ကာကြီးစက်သက်ရေးဥပဒေပုံမှန်ဆိုတာကနိုင်ငံတော်ကနေဆွဲလို့ရတဲ့နိုင်ငံတော်ကမှဆွဲရတဲ့အမှုเนาะအာမခံလုံးဝမရပါဘူး1900နှစ်เนาะအဲ့ကိုကျမကိုအဲ့အမှုနဲ့ဆွဲခဲ့တယ်
ပုံမှန်20စာလုံးနော်ပုံမှန်20စာလုံး UEC ကနေပြီးတော့ထပြီးတော့ဆွဲခဲ့တယ်လို့ခရိုင် UEC ကနေစဆွဲခဲ့တယ်ပုံမှန်20စာလုံး33ကာကြီး124ကာကြီးနဲ့ကျမကိုဆွဲခဲ့ပါတယ်ကျမကိုအဲ့လိုဆွဲခဲ့တဲ့ခိုင်မှာကျမကအချုပ်ထဲရောက်နေခဲ့တယ်နော်အောင်တပြေစကြောရေးမှာရောက်နေတဲ့အခါမှာအခုနဒီပုံလေးပေါ့အခုနဒီပုံလေးကြောင့်ကျမရှင်းပြနေတာဘာကြောင့်လဲဆိုတာကိုအဲ့လိုဆွဲခဲ့တဲ့အခါမှာကျမတို့ဖခင်ကြီးဒီတမတော်ကာကွယ်ဦးစီးချုပ်ကြီးကဒီဖေဖော်ဝါရီလ1ရက်နေ့မှာအာဏာထိန်းခဲ့တယ်။သူထိန်းပြီးတော့ကျမကိုဖေဖော်ဝါရီလ23ရက်နေ့မှာအဖေရဲ့အထူးအမိန့်နဲ့ကျမတို့ရဲ့ဖခင်ကြီးရဲ့အထူးအမိန့်နဲ့ကျမကိုလွှတ်ပေးခဲ့တယ်။ကျမအပေါ်မှာဥပဒေလုံးဝဒီတရားစွဲဆိုထားတဲ့ဟာတွေတရားစွဲဆိုဖို့အတွက်ကိုကျမတို့တရားရုံးမှာတော့တင်ခွင့်မရှိခဲ့ဘူးနော်။ကျမအပေါ်မှာလုံးဝဘာပြစ်မှုဥပဒေမှမရှိအောင်ကျမတို့ဖခင်ကြီးကကျမကိုကာကွယ်ကူညီစောင့်ရှောက်ပေးခဲ့တယ်နော်။ကာကွယ်ကူညီစောင့်ရှောက်ပေးတယ်။အဲ့ဒီပွဲလေးပါအဲ့ဒါကကျမက2လပိုင်း23ရက်နေ့မှာကျမလွတ်ခဲ့ပါတယ်ကျမတို့ရဲ့ဖခင်ရဲ့အထူးအမိန့်နဲ့ကျမတီးတန့်ကိုလွတ်ခဲ့တာပါနော်ဘာအမှုမှကျမပေါ်မှာလုံးဝမရှိဘဲနဲ့နော်အဲ့တော့ဒီ3လဒါကဒီပုံလေးက9လပိုင်းပေါ့နော်အာနာထိန်ပြီးတော့မေလပိုင်း2021 9လပိုင်းမှာကျမတို့ရဲ့ဖခင်ရဲ့အမိန့်နဲ့တဲ့နော်ကျမတို့ကဒါဆင့်ခေါ်တာအမိန့်နဲ့ကျမတို့ကိုတွေ့ကျင်ပါတယ်ဆိုပြီးတော့ဒီနိုင်ငံတော်ကောင်စီရုံးပေါ့နော်ဒီကောင်စီရုံးမှာဒီအခုဒီနာဆာကကောင်စီဝင်နော်ဒီဘိုးချုပ်ကြီးလာကျမလည်းဒီယာတို့တွေမတန်းမြင်ဘူးရှင်အဲ့တော့ခေါ်ယူတွေ့ဆုံခဲ့တယ်နိုင်ငံတော်အဆင့်ကိုဒီအခမ်းအနားနဲ့ပါအဲ့ဒီအခမ်းအနားမှာကျမတို့ကိုခေါ်ယူတွေ့ဆုံခဲ့တဲ့အခါမှာမြဝတီမြမအတန်အကုန်လုံးမှတ်တမ်းရိုက်ကူးနေပါတယ်နော်အဲ့ဒီမှာကျမတို့ဒီမှာတွေ့ဆုံဆွေးနွေးခဲ့တယ်ကျမတို့ကိုဖခင်ရကျမတို့ရဲ့ဖခင်ရကျမတို့ကိုကျေးဇူးတင်တဲ့ဆိုတဲ့အကြောင်းကိုသမီးတို့ကိုကျေးဇူးတင်တဲ့ဆိုတဲ့အကြောင်းကိုပြောကြားပေးဖို့ဒီဟာလေးကိုခေါ်ယူတွေ့ဆုံတာပါတချို့တော့ကျမတို့ကတိုင်ပင်စရာအလုပ်ကိစ္စလေးရှိတာပေါ့နော်ကျမတို့ကဒီတိုင်းမှုပြည်ကြောက်တိုင်နေနဲ့ပတ်သက်ပြီးတော့အဲ့ကိစ္စလေးလည်းပြောဆိုဆွေးနွေးတယ်သမီးတို့ကိုကျေးဇူးတင်တဲ့အကြောင်းနော်ဒီဖခင်ကြီးကသမီးတို့ကိုကျေးဇူးတင်တယ်ဒီဘော်ဒီမှာနောက်ပြီးတော့ဟိုပေါ့သူ့ရဲ့ရှင်ထဲမှာအမြဲတမ်းရှိနေပါတယ်ဆိုတဲ့အကြောင်းဒီအခမ်းအနားလေးကိုဒီလိုအခမ်းအနားကိုဒါလုပ်ပြီးတော့ကျမတို့ကိုဂုဏ်ပြုခဲ့တာကျမတို့ဖခင်ကြီးရဲ့အမိန့်နဲ့အဲ့ဒီပုံလေးကိုကျမကတာမန်လူလေတာမန်ပါတီရဲ့ဟိုပါတီဗဟိုရဲ့အထွေထွေတွင်းရင်မှုဆင့်ရှိတဲ့လူကဒီလိုယာဒူးကြီးတွေနဲ့ကိုကျမကိုဒီလိုရိုက်ခွင့်ပေးပါလို့ကျမတောင်းလို့ရမှာဒီပုံကိုကျမကိုရိုက်ခွင့်ပေးပါလို့ကျမစီမှာတောင်းဆိုကျမစီမှာခွင့်တောင်းခဲ့တယ်နော်ဒီအရာရှိကြီးကဒီဘဘတို့ကခွင့်တောင်းခဲ့တယ်အဘတို့ကဘာဖြစ်လို့လဲဆိုတော့ဒီပုံကိုတဲ့ကျွန်တော်တို့ကိုရိုက်ခွင့်ပြုပါတဲ့အဘတို့ကိုအဖေစီကိုပြန်ပြီးတော့တင်ပြရမှာဖြစ်တယ်လို့နောက်ပြီးတော့ဒီတက်မတော်ဒီသူတို့တက်မတော်ရဲ့ website ကနေဒီပုံလေးတွေကိုတင်ပြရမှာမဟုတ်လို့ပါတဲ့ဆိုပြီးတော့ခွင့်တောင်းခဲ့တဲ့အတွက်ကျမကဒီပုံကိုရိုက်ခွင့်ပြုခဲ့ပါတယ်နော်ဒီကျမရဲ့ဖုန်းနဲ့လည်းဒီပုံလေးကိုသူတို့ကိုယ်တိုင်ဒီအရာရှိတွေဒီအခြားသောအရာရှိတွေကနေရိုက်ခွင့်ပေးကျမကိုဖုန်းနဲ့ရိုက်ပေးခဲ့တာပါနော်အဲ့ဒီပုံလေးရဲ့ဒါဒီပုံနဲ့တမိုင်းကြောင့်ကိုကျမရှင်းပြတာပါနော်ကျမကိုလှုပ်ရှားတယ်ဆိုပြီးပြောပြီးတော့ဂုံတိတ်ခါကိုထိခိုက်အောင်ပြောဆိုခဲ့တာဘာကြောင့်လဲဆိုတော့ဒါကျမရှင်းပြနေတာနောက်တစ်ပုံကဒီမှာနော်အရာရှိတစ်ယောက်ပေါ့နော်အရာရှိဇနီးမောင်နဲ့ကျမတို့ဖခင်ကြီးအထူးဖိတ်ကြားတဲ့ညစာစားပွဲမှာကျမတို့ရဲ့နာမည်နဲ့အထူးဖိတ်ကြားခဲ့တဲ့ညစာစားပွဲမှာကျမတို့ဒီတက်မတော်ခန်းသားနေ့မှာကျမတို့သွားရောက်ခဲ့ပါတယ်ဒီမှာကျမရဲ့ဝိုင်းကိုကျမထိုင်တဲ့ဒီအခုကျမတို့ရဲ့ဝိုင်းကိုတာဝန်ကျတဲ့ကျမတို့ကိုဒါဟိုတယောက်နဲ့တယောက်ဆွေးနွေးပြီးတော့အခန့်ရတဲ့အရာရှိကအဲ့တုန်းကသူ့ရဲ့ယာဒူးကဟိုပါပေါ့ဘိုလ်မူကြီးလားဘိုလ်ချုပ်လားမသိကြော်လွင်နော်ကိုကြော်လွင်သူ့ရဲ့ဇနီးနဲ့ကျမတို့ဒါမှတ်တမ်းတွေရိုက်ခဲ့ပါတယ်နော်အဲ့ဒီမှတ်တမ်းနဲ့ရိုက်ဖို့ပေါ့အခုကတော့ဒီအကိုကဒီအကိုကြီးကြော်လွင်ကစာရဖချုပ်အထက်မြတ်မှာဒီစာရဖချုပ်ဘိုလ်ချုပ်ကြီးကြော်လွင်ဖြစ်နေပါပြီသူယာရုတိုးသွားပြီးတော့နော်အဲ့ဒီပုံလေးသုံးကိုကျမကပြလိုက်ပါတယ်နော်ကျမကအဲ့သုံးပုံလေးသုံးပုံကိုအဲ့ခုနဒီမြူလင်းအိမ်ဆိုတဲ့အကောင့်ကနေပြီးတော့ဟိုကိုစော်ဘွင်းဆိုတဲ့သူရဲ့ဒီဟာမျိုးတွေယာရုတွေကသူကာကွယ်တမတော်ကာကွယ်ဦးစီးချုပ်ကိုရုရှားမှာသွားကြိုရတဲ့အဆင့်လို့နန်းနဲ့ရဲစခန်းမှုအဆင့်ကနေပြီးတော့သူ့ကိုလိုက်ပြန်ပို့ဒီထိတ်ကိုဟိုလိုက်ပြန်ပို့ရတဲ့အဆင့်လို့ကိုကျော်စိုးဦးသတင်းမရောနော်ညီမတို့ကအများကြီးငယ်ပါတယ်မောင်လေးကျော်စိုးဦးတို့ကိုဒါသူ့ကြောင့်သူကူညီခဲ့လို့လွတ်ခဲ့တယ်ဆိုတဲ့ဟာမျိုးတွေသူပြောလာတဲ့အတွက်ကျမကဒီသုံးပုံကိုပြလိုက်တယ်နော်အဲ့လိုပြလိုက်တဲ့အခါမှာကျမဒီဆက်ပြီးတော့ဖတ်ပြမယ်နော်အဲ့လိုသုံးပုံကိုကျမကပြလိုက်တယ်ပြီးတော့ကျမကပြောလိုက်တယ်ညီမအဲ့ဒါဆိုရင်ညီမလေးလို့ဒီပုံထဲကအမျိုးသမီးကိုညီမလေးသိလားလို့တကယ်လို့အဲ့ပုံထဲကအမျိုးသမီးသိတယ်ဆိုရင်လို့အဲ့ဒီအမျိုးသမီးရဲ့အဆင့်ကဒီလောက်ဆိုညီမလေးသဘောပေါက်တော့နော်လို့ညီမအဲ့တိုင်းလေးပဲပြောလိုက်ပါတယ်နော်အဲ့ဒီထဲကအမျိုးသမီးကိုသိတယ်ဆိုရင်လို့အဲ့ဒါဘယ်အမျိုးသမီးလဲသိလားလို့သိတယ်ဆိုဒီလောက်ဆိုရင်ညီမလေးသဘောပေါက်တော့နော်လို့ကျမအဲ့ဒါလေးပြန်တုံ့ပြန်ပြီးတော့စာလေးပြန်ရိုက်လိုက်တယ်အဲ့ဒါဆိုတော့သူကဆက်ပြောတယ်အဲ့ဒါနဲ့နော်မမအကြောင်းကိုလို့ကျမဆက်ပြောထားတယ်နော်မမအကြောင်းကိုအရင်စုံစမ်းကြည့်ပါအောင်ချစ်ညက်ပါလေလို့ तू ကအဲ့ဒါကိုဘာပြောလာလဲဆိုတော့အဲ့ဒါကြီးအကြောင်းနဲ့ तू ကစားတယ် तू တချို့ဟာတွေ तू ဖြတ်လိုက်တယ်နော် तू တို့ဖြတ်ထားတယ်နော်အဲ့ဒါအကြောင်းနဲ့အမကိုတရားအမြန်ဆွဲပါဖို့တရားအမြန်ဆွဲဖို့တဲ့ကျမကလာပူးပေါင်းတာတဲ့နော်လာပူးပေါင်းတာတဲ့သူ့ကိုအမြန်ဖမ်းမှာအမရဲ့တဲ့
ကျမပြန်ပြောထားတာပေါ့နော်စောင့်ကြည့်နေပါချစ်ညမလေးလို့သူ့ကြောင့်ကျမဦးလေးတိုင်းမှုတော့အနာပေးခြင်းခံရတယ်တဲ့ဘယ်စစ်တိုင်းမှုလဲတဲ့ကျမပြန်မေးခဲ့တာနော် तू ကသူ့ရဲ့ဦးလေးကတိုင်းမှုလို့ပြောလို့ကျမကဘယ်စစ်တိုင်းမှုလဲလို့ကျမကပြန်မေးခဲ့ပါတယ်နာမည်လေးပြောပြပါဆိုတော့ तू ကအဲ့မှာပြောပြီးဖြတ်သွားတယ်ဦးမြင့်ကြည်လားဦးကြည်ပြန်ဆိုတာဘာလည်းမသိဘူး तू ပြောထားတယ်ပြောပြီးချက်ချင်းပြန်ဖြတ်သွားတယ်နော်အဲ့ဒီဖြစ်စဉ်နေတဲ့သမီးဖြတ်လိုက်ပြီတဲ့ကြောက်လို့တဲ့နော်အဲ့လိုမျိုးတွေပြောထားတယ်အဲ့ဒါကနဲ့အဲ့ဒါဆိုရင်ဘာတူလဲလို့ဒီအခုဒီအာနာထိန်ပြီးတဲ့နောက်ပိုင်းမှာပေါ့နော်ဒီ2022-23မှာအဲ့တိုင်းမှုတွေဆိုရင်အမားတို့အကြောင်းကိုသိပါတယ်လို့နော်ဖန်စီရဲ့ကိစ္စတွေမှာလို့အမားတို့တွေဒီမန္တလေးမှာအမားတို့တွေတော်တော်များများလုပ်ခဲ့တယ်ပေါ့နော်အဲ့တိုင်းအဲ့လူတွေဆိုသိတယ်ကျမကမေးလိုက်ပါတယ်ကိုအောင်နိုင်သေးကိုသိလားလို့ကိုအောင်နိုင်သေးဆိုတော့ကိုအောင်နိုင်သေးကိုသိလားလို့စားရဖားချုပ်ကိုသိလားလို့အထက်မြန်မာပြည်စားရဖားချုပ်လေလို့ကျမအဲ့လိုပြောတယ်ကျမကဘယ်လိုသိမှာလဲတဲ့ကိုအောင်နိုင်သေးကိုကြတော့ तू ကအဲ့ဒါဆိုရင်ညီမလေးအနေထားကတဲ့ဘာမှသိမှာမဟုတ်ဘူးလို့ကျမပြန်ပြောလိုက်တယ်နော်ကျမကဒီပုံစံတရားကိုမေးလိုက်တယ် तू ကတိုင်းမှုတူမလို့ပြောထားတာလေတိုင်းမှုတူမဆိုရင်ဒီလောက်ဆင်ရမညံ့ဘူးနော်ဒီလောက်ဆင်မညံ့ဘူးပတ်ဆက်နွယ်မှုတွေဆိုတော့ကုန်သိပြီးသားဒါတက်တွင်းတိုင်းမှုတူမအဆင့်ဆိုရင်ညံ့စရာအကြောင်းမရှိဘူးအဲ့ဒါနဲ့အဲ့ဒါဆိုရင်လို့ညီမလေးအနေထားကဘာမှသိမှာမဟုတ်ဘူးဆိုပြီးကျမဆက်မပြောဘူး तू ကဆက်ပြောတယ်သူ့ကိုဖမ်းရင်နဲ့ကျမတက်သိလိုက်ချင်တာပဲရှိတယ်တဲ့ကျမကိုမြောက်ပေးနေတာနော်တွေးထိုးပေးနေတာအဲ့ဒါတွေကိုဘယ်လိုသိမှာလဲတဲ့ဆိုတော့အမ तू ကဒီတရားစွဲတဲ့ခါကျရင် तू ဘယ်လိုသိမှာလဲတဲ့ကျမကိုမေးထားတာကျမကပြန်ပြောတယ်နော်ကျမအမကျင်ညာပေးပါမယ်လို့တရားစွဲပြီးသွားလို့ရှိရင်နော်အဲ့ဒါကျမပြန်ပြောထားတယ် तू ကအဲ့ဒီမှာကျမဟိုပထမတော့ကအရှေ့ပိုင်းမှာမေးထားခဲ့တဲ့ကိုအောင်နိုင်သေးကိုသိလားလို့ပြောတာဆိုတော့ तू ကဦးအောင်နိုင်သေးဆိုတာတဲ့ကျမဦးလေးပြောဘူးလေတဲ့နန်းမင်းလေးကတဲ့နော်ဘုံမူကြီးတရာလို့ဟုတ်တယ်ဘုံမူကြီးတရာလို့အဲ့ဒါဆိုရင်မန္တလေးမှာလို့အဲ့တုန်းကအဓိကဖန်စီရေးဝင်နေတဲ့ကိုအောင်နိုင်သေးဆိုတာနာမည်ကြီးပဲလို့ဟုတ်တယ်အခု तू ကပြန်ပြောတယ်နော်အခုဖန်ခံထားရတာတဲ့နော်ဟုတ်တယ်လို့အမားတို့နဲ့ဒီကိုအောင်နိုင်သေးကဘုံမူကြီးအဘတို့ကအမားတို့နဲ့ဖန်စီရေးအတူလုပ်ခဲ့တာလို့နော်တော်တော်လူသိများတယ်အဲ့တုန်းကဆို2022အာနာထိုင်းပြီးခါစားပေါ့နော်2022 23မှာတော်တော်သိကြတယ်နော်ကျမတို့တွေဖန်စီရေးဆင်းခဲ့တာအဲ့ဒါဆိုရင်အမကိုဆိုရင်ညီမမသိတာလို့အဲ့ဒါဆိုရင်ညီမဒီလိုနေထားဆိုမသိတာအမဆိုရင်လို့ဒီဆာယာတာတို့ဆာယာဖာတို့နော်ဒီမန္တလေးကဟာဒီမန္တလေးကဒီအဘတို့ဒီဆာယာဖာတို့ဆာယာခါတို့အကုန်လုံးကအမကိုသိကြတယ်လို့နော်သူကအဲ့ဒါကိုအောင်နိုင်တို့နော်ညီမအဲ့လိုပြောလိုက်တဲ့အခါမှာ तू ကပြန်မေးထားတာကိုအောင်နိုင်လေးဖမ်းခံရတယ်လို့ तू ပြောတာနော်သူ့ကိုဖမ်းတာလားတဲ့အမကမဟုတ်ပါဘူးလို့เนาะကျမမဟုတ်ပါဘူးလို့ကျမပြန်ပြောထားတာကိုအောင်နိုင်တေးကကျမတို့နဲ့အတူတူလောက်ခဲ့တာလေအရန်အားကိုးရတယ်လေဟုတ်လားเนาะအဲ့ဒါကကျမပြောပြမယ်เนาะဒီကိစ္စတွေကလာဝကိစ္စတွေကိုအောင်နိုင်ထေးတို့နဲ့ကျမတို့ကိုမိုက်ကယ်ကျော်မြင့်ကျမတို့ဒီဖန်စီခင်းစင်းခဲ့တာအရန်ကိုအရေးကြီးတယ်ဒါမန္တလေးတိုင်းမှာမဟုတ်တနိုင်ငံလုံးသိခဲ့ကြတယ်เนาะတနိုင်ငံလုံးသိခဲ့ကြတယ်အရန်လျှို့ဝက်ဖန်စီရေးတွေเนาะကျမတို့မြောက်မြတော်တော်များများလုပ်ခဲ့ကြတယ်เนาะဒါကျမတို့ရဲ့လျှို့ဝက်နော်အဲ့လိုမျိုးလေးကျမပြောလိုက်တယ်သူကအဲ့ဒီနေ့က29ရက်နေ့ညမှာကျမကိုဒီလိုဟာနဲ့လာဆက်တွေ့တာနော်မြူလင်းအိမ်ဆိုတဲ့အကောင့်နဲ့ကျမအဲ့စကားလေးပြောထားတယ်အဲ့ဒီစကားလေးပြောထားတာကို30ရက်နေ့ကျမှကိုစော်ဖုံးဟင်းက30ရက်နေ့မှာအဲ့ဒီအကြောင်းကိုလိုက်လွှင့်ပြီးပြောလိုက်တယ်ကျမကဒီလိုစကားမျိုးဘယ်သူမှပြောရထုံးတယ်မရှိဘူးနော်သူကအဲ့လိုမျိုးတွေအဲ့လိုကိုစော်ဖုံးကဘလို့ပုံစံမျိုးလဲဆိုတာကိုပြောလာတယ်တော့ကျမဓာတ်ပုံ3ပုံထုတ်ပြလိုက်တာကျမဘလို့အဲ့ထဲကအမျိုးသမီးကိုတိလားဘလို့အနေထားလဲဒီလောက်ဆိုရင်တိလောက်ပြီဆိုပြီးကျမပြောလိုက်တယ်အဲ့ဒါကို30ရက်နေ့ကျမှဒီအခုဒီမြူလင်းအကောင့်ပိုင်ရှင်နဲ့ Viber ကနေပြောထားတဲ့အကြောင်းခရေစီတွင်းကြမကြံကိုစော်ပေါင်းဟင်းရကနေသူ့ YouTube အကောင့်ကနေပြီးတော့သူဖွင့်ခဲ့တယ်ကျမကသိတာပေါ့ကျမဓာတ်တာပေါ့နော်အဲ့တော့ဒီအကောင့်ကသူ့ဆိုတာကျမကသိလိုက်ပြီအဲ့လိုပြောပြီးတော့နောက်ပြီးတော့ကျမကိုထပ်ပြီးတော့စာရီပို့ထားတာနော်သူကဘယ်နေ့မှထပ်ပြီးတော့ပို့လိုက်လဲဆိုတော့30ရက်နေ့မှာတစ်ခါထပ်ပြောတယ်เนาะကျမကိုစော်ကားခဲ့တဲ့အကြောင်းအရာတွေပြောခဲ့တယ်နာမည်တော့မတက်ခဲ့ဘူးတရက်နေ့ညမှာသူကလိုက်လွှင့်ပြီးပြောလာတယ်အဲ့ဒါလည်းကျမမသိဘူးเนาะတရက်နေ့ညမှာထပ်ပြောလာတာလည်းကျမမသိဘူးအဲ့ဒါကို तू ကလာပြီးတော့ထပ်ပြီးတော့အဲ့မြူလင်းရဲ့အကောင့်ကပဲကျမကိုလာပြောတယ်အမရေးတဲ့အမတဲ့ဟိုတယောက်ကိုတဲ့တရားမဆွဲသေးဘူးလားတဲ့မြန်ဆွဲတော့လေတဲ့အမအကြောင်းဟိုတဲ့ဒီနေ့ထပ်ပြီးတော့တဲ့ယူကျူးမှာတဲ့ရစရာမရှိအောင်နဲ့ပြောထားတယ်တဲ့အမအကြောင်းတွေပြောထားတယ်တဲ့အမဝင်ကြည့်လိုက်အောင်နဲ့ဟုတ်လားတကယ်လည်းကျမမသိခဲ့ပါဘူးကျမမသိခဲ့ပါဘူးအဲ့ဒီအကောင့်ကနေအဲ့လိုဝင်ပြောတော့မှကျမကတွားကြည့်လိုက်တဲ့အခါမှာကျမကိုကျမရဲ့ပါတီနာမည်တွေပေါ့နော်အခြေခံလူရန်စာဘဝမြန်မာရေးပါတီဥက္ကဋ္ဌဆိုပြီးတော့ကျမကိုဂုဏ်သိက္ခာထိခိုက်စေမယ်ဒီ live ကိုကြည့်တဲ့လူတွေအကုန်သိပြီးသားပါနော်ဒီကိုစော်ဘုံရဲ့အကောင့်ကို social media သုံးတဲ့လူကကျမထပ်ပြီးတော့အသေးစိတ်မပြောပြတော့ဘူးဒီအကောင့်နေမှာဒီတရက်နေ့က live မှာနော်ကျမရဲ့ပါတီနာမည်တွေကိုပြောပြီးတော့စော်ကားခဲ့တယ်ကျမကိုနာမည်မတက်ပေမဲ့အခုအဲ့တရက်နေ့ပါပေါ့နော်အဲ့တရက်နေ့မှာကျမဒီပေးလိုက်တဲ့3ပုံ29ရက်နေ့အဲ့လို29ရက်နေ့နဲ့ဒီနောက်နေ့တရက်မှာပေးလိုက်တဲ့ပုံမှာဒီ3ပုံဒီစကားပြောတဲ့ဟာတွေကိုအဲ့ဒီတရက်နေ့မှာသူကပြောထားတဲ့ live မှာကိုစော်ဘုံကသူ live ပြောထားတဲ့ live မှာအဲ့ဒီ3ပုံတွေကိုပြလာတယ်ထုတ်ပြပြီးတော့ဒီပါတီဥက္ကဋ္ဌ
ဟုတ်လားအခြေခံလူတန်းစားဘဝမြန်မာရေးပါတီဥက္ကဋ္ဌကဘာဖြစ်တယ်ညာဖြစ်တယ်ဒါကကျွန်မထပ်မပြောတော့ဘူးเนาะသိပြီးသားတွေဖြစ်တဲ့အတွက်ကျွန်မကိုစော်ကားလာတယ်ဒီနောက်ပြီးတော့ဒီကာနယ်ကြီး2ယောက်ကြားမှာဒီအရာရှိတွေနဲ့လူကြီးတွေနဲ့ပူးပေါင်းပြီးကြားပြီးတော့ကိုဂျိုးစီးပွားအတွက်ရှာခဲ့တာတွေပါတီထောင်တာလှုပ်ရှားခဲ့တာတွေလှုပ်ရှားဖို့အတွက်ကိုဂျိုးစီးပွားတွေအတွက်เนาะကျွန်မဒါတွေကဒါအသေးစိတ်ပြောကြမယ်သူဟာတွေကိုကျွန်မပြောအဲ့ဒီမှာကျွန်မပြောပြမယ်ကျွန်မကသူ့ကိုဘာကြောင့်ဟိုဖြစ်လဲဆိုတော့ယောက်ျားတစ်ယောက်တည်းမဲ့နဲ့တိုက်ခါရှိတယ်ဆိုရင်ပုံမှန်လင်းလင်းပြောရမယ်ဟုတ်လားသူကကျွန်မကိုဝင်လာခဲ့တာသူ့ရဲ့အကောင့်ဇော်ဘဝင်း Viber ဆိုတဲ့နာမည်နဲ့တက်ပြီးတော့ဝင်လာခဲ့တာမဟုတ်ဘူးမြူလင်းအိမ်ဆိုတဲ့ main ကလေးပုံစံမျိုးနဲ့ကျွန်မကိုဝင်လာခဲ့ပြီးတော့ဒီစာတွေကိုပို့ခဲ့တာနော်ပို့ခဲ့လို့ကျွန်မပြန်ပြောလိုက်တဲ့ဒီ3ပုံနဲ့ကျွန်မပြောထားတဲ့စကားတွေကိုခရစီတွင်းကြမှာကသူကအဲ့ဒီ live တွေမှာပြောတယ်ပြောပြီးတော့နောက်ဆုံးတရက်နေ့ညမှာဒီဓာတ်ပုံ3ပုံကိုထုတ်ပြလိုက်တယ်နော်ထုတ်ပြလိုက်တယ်အဲ့ဒီမှာက तू ကတရက်နေ့မှာ live လွှင့်တာကတိတ်ခါရှိတဲ့ယောက်ျားတစ်ယောက်ဆိုရင်အမှန်တိုင်းပြောရမယ်လေ तू ကိုကျွန်မကပဲတွားချင်းချောက်ထားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောထားတာဒါအကိုလိုက်ကြည့်နေတဲ့လူတွေအကုန်သိပါတယ်နော်။ तू ကကျွန်မကိုဝင်လာတာအကောင့်အတူနဲ့မြူလင်းအိမ်ဆိုတဲ့ main ကလေးပုံစံနဲ့ဝင်လာခဲ့တာနော်။ကျွန်မကဘာမှကျွန်မဘက်ကအခုဒီတက်သိအကုန်ရှိတယ်ဒီအခုကျွန်မပြောဆိုထားတဲ့အတိုင်းပဲကျွန်မအကုန်လုံးဒါကရှိတယ်။ तू ကကျွန်တော်ကိုတဲ့ဒီမှာ तू ပြောထားတာနော်။ तू ကသူ့ကိုကျွန်မကဒါလိုက်ပြောထားဆိုတဲ့ပုံစံမျိုးနဲ့ तू ကပြောထားတာ။ဒီမှာအဘကာချုပ်ကြီးဦးမင်းအောင်လိုင်းရဲ့ပုံကြီးကိုတင်ပြီးတော့မှတဲ့ကျွန်မကအဘကာချုပ်ကြီးဦးမင်းအောင်လိုင်းရဲ့ပုံရိပ်တွေကိုပြတ်အောင်လုပ်နေတာတဲ့ကျွန်တော်ကိုတရားစွဲမယ်ဆိုပြီးတော့နော်တဲ့ဦးမင်းအောင်လိုင်းနဲ့လက်ဆွဲနှုတ်ဆက်တဲ့ပုံတွေကာနယ်ကြီး2ယောက်ကြားမှာရက်ပြီးမှပုံတွေနောက်တော့အထက်မြန်မာပြည်စရဖကိုကျွန်တော်ကိုတိလားကျွန်တော်ကိုလို့ပြောတာနော်သူ့ကိုသူပြောတာနော်ကျွန်တော်ကိုတိလားဆိုပြီးတော့ကျွန်တော်ကိုလာချင်းချောင်းနေတာတဲ့သူ့ကိုညီမကချင်းချောင်းနေတယ်ပေါ့နော်ကျွန်မတို့မဟုတ်ခိုင်ရချင်းချောင်းနေတယ်ပေါ့ငါပါလဲဆိုတာသိသွားမယ်ပြီနော်သူကအဲ့လိုမျိုးစကားတွေပြောခဲ့တာဒါသိပြီးသားတွေပါနော်နောက်ဘယ်စားရဖုတ်ချုပ်ဘယ်စားရဖချုပ်ကိုပိုင်ပါတယ်ကျမကအဲ့လိုပြောခဲ့တာတဲ့နော်အဲ့ဒီပုံနေနဲ့တဲ့ဒီအဲ့ဒီပုံနေနဲ့တဲ့အပြင်မှာလိုက်လောက်စားနေတာတဲ့ကျမကဒါသူပြောခဲ့တာဒါကျမတချို့ဟာလေးတွေကိုဒါကျမဖက်ပြနေတာနော်ခရစီတွင်းထဲမှာဖက်ပြဘူးအဲ့ဒီပုံနေနဲ့အပြင်မှာကျမကလိုက်လောက်စားနေတာတဲ့အခြေခံလူဒန်းစားဘဝမြင့်မာရေးပါတီတို့ဘာတို့ရှင်းမှာလဲကျမကိုပါတီဥက္ကဋ္ဌဆိုပြီးပြောထားတာတွေရှိတယ်နော်ဒါကျမကကျမရဲ့မိဘပြည်သူတွေရှင်းသွားအောင်ကျမနည်းနည်းဟိုခဏအတူတူလေးရှင်းပြနေတာနော်သူ့ကိုကျမကချင်းချောက်ပါတယ်တဲ့ဟုတ်လားသူမှန်းကျမသိခဲ့တာမသိခဲ့ဘူးမြူလေးအိမ်ဆိုတဲ့ main ကလေးပုံစံမျိုးနဲ့သူကယောက်ျားတယ်မနဲ့အရှက်သိက္ခာမရှိဘဲနဲ့ဝင်လာတာတတိရှိတယ်ဆိုရင်ငါစော်ဘုံဟင်းဟေ့ဘလို့ပြောတယ်ဆိုရင်ဝင်လာခဲ့လေကျမကလည်းသူ့ကို28ရက်နေ့မှာကြော်ညာထားတဲ့အချိန်မှာနာမည်တက်ထားတာမဟုတ်ဘူးနော်နာမည်တက်ထားတာမဟုတ်ဘူးအဲ့ဒါကိုသူ့ရဲ့ live မှာယောက်ျားတယ်မနဲ့ကျွန်တော်ကိုကျမကချင်းချောက်ပါတယ်ဆိုပြီးတော့ပြောထားတာကျွန်တော်ကိုတရားစွဲမယ်ဆိုပြီးတော့ဦးမင်းဒီအဖေနဲ့လက်ဆွဲနှုတ်ဆက်တဲ့ပုံလေးဒီကာနယ်ကြီး2ယောက်ရဲ့ဂျားမှာပုံလေးဟုတ်လားအဲ့ပုံနေနဲ့ကျမချင်းချောက်တယ်ဆာရဖားချုပ်တွေနဲ့ဒီဆာရဖားချုပ်ကိုဟိုတိလာတို့ပိုင်နယ်တို့ဘာလို့ဆိုပြီးတော့ကျမကချင်းချောက်ပါတယ်ဆိုပြီးသူလိုက်မှာပြောထားတာဒါအကုန်လုံးသိပြီးသားပဲနော်လိုက်ပြီးတော့ကျမကိုသူဆဲဆိုထားတာဒီရစရာမရှိအောင်နော်အခုဒီ live မှာကျမပြောမယ်ကျမရဲ့ပါတီနာမည်ကိုအသုံးပြုထားတယ်ကျမရဲ့ဒီပုံတွေကိုအသုံးပြုထားပြီးတော့ကလင်ကကြစ်ချပြီးတော့ကျမကိုထိခိုက်စေတဲ့စကားတွေပြောဆိုခဲ့တယ်မိန်းမဆိုတော့ဖာစကားပြောတာပေါ့တဲ့ဒါတချို့အချက်ကလေးတွေနော်ကျမထောက်ပြတာမိန်းမဆိုတော့ဖာစကားပြောတာပေါ့တဲ့သူများပေးစာကန်းစာနဲ့သူများထောက်ဖို့စာစားပြီးတော့မှပါတီထောင်ထားတဲ့စောက်ခွက်တွေတဲ့နော်ပါတီထောင်ထားတဲ့ပါတီထောင်ပြီးတော့ဘာလုပ်နေတာလဲမသိဘူးပေါ့နော်တဲ့နော်ပါတီထောင်ထားပြီးဘာတွေလုပ်နေမှာစောက်ခေါင်းထဲမှာနေပြီးတော့ကျမကိုပေါ့နော်စောက်ခေါင်းထဲမှာနေပြီးတော့လေးကျဲနေတယ်တဲ့ဟိုပါတီထောင်ထားပြီးတော့အခုဒီသူ့လိုမျိုးဘာတွေလုပ်ခဲ့ဘူးလဲဒီတက်မတော်အတွက်ဘာတွေလုပ်ခဲ့ဘူးလဲစောက်ခေါင်းထဲမှာလေးကျဲပြီးပါတီထောင်ပြီးတော့လှုပ်ရှားနေတယ်တဲ့နော်သူကပြောခဲ့တာအဲ့တော့ကျမပြောပြမယ်ဒေါ်မမိုးခိုင်ဆိုတဲ့မိန်းမကလေမနေ့တနေ့မှဒီဘာသာတာသနာတိုင်းပြည်အတွက်ဆိုပြီးတော့ဟန်ရေးပြပြီးတော့ line မော်တက်လာတာမဟုတ်ဘူးဒါကိုမိဘပြည်သူတွေသိတယ်ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကဒီဘာသာရဲ့အဓိကယုံတွေကလာဘမှာအဓိကယုံတွေပေါ့နော်လွန်ခဲ့တဲ့ဟို15နဲ့20လောက်ကအဓိကဟိုကလာဘမှာအဓိကယုံတွေဖြစ်ခဲ့တယ်နော်အဲ့ဒီမှာဘာသာတာသနာတိုင်းပြည်ကိုကျမရဲ့ညို့နဲ့တောင်တကုံညို့နဲ့နော်ကျမပရဟိတအသင်းဖွဲ့ကြီးကိုမာကလူလင်လှုပ်အားရှင်ဆိုရင်အကုန်သိတယ်ပရဟိတလောကတိုင်းမှာအကုန်သိတယ်နာမည်ကြီးခဲ့တာကျမအမျိုးသားနဲ့ကျမထောင်ခဲ့ပြီးတော့ကိုပိုင်သူများကစီကရေတစ်ခွက်တောင်မတောက်ခါဘူးရေတဘူးတောင်မတောက်ကဘူးကျမရဲ့ကိုပိုင်ပတ်စံနေနဲ့ဘာသာသာသနာကိုကလာဘမှာအဒီကယုံဖြစ်နေတဲ့အချိန်မှာနော်ကျမကဘာသာရေးတွေကိုတရားပွဲတွေကိုလုပ်ပြီးတော့ဘာသာသာသနာကိုယ့်ရဲ့မိဘပြည်သူတွေခလေးတွေလူငယ်တွေမျိုးချစ်စိတ်တက်ကြလာအောင်ကျမတို့ရဲ့တောင်တကုံမြို့နယ်မှာကျမတောင်တကုံမှာနေခဲ့တာပေါ့နော်တောင်တကုံမြို့နယ်မှာကျမတို့ကဦးစီးပြီးတော့လမ်းတိုင်းဘာသာရေးအတိတရားတွေငိုးကြလာအောင်လုပ်ခဲ့တယ်မာကလူလင်လောက်အားရှင်ဆိုတာမသိတဲ့သူမရှိဘူးဒီပရိဟိတလောကမှာနော်မာကလူလင်လောက်အားရှင်ဆိုတာမသိတဲ့သူမရှိဘူးကျမတို့ဒီ
ဒါတရားပွဲတွေလုပ်ဖို့အတွက်ကိုအခက်ခဲတွေမဟုတ်ဦးတွေ mandate တွေရှိနေတဲ့အခါမှာကျမကမဟုတ်ဦးတွေတရားပွဲတစ်ခုပြုလုပ်တဲ့အခါမှာမဟုတ်ဦးတွေ mandate တွေအရင်ခက်ခဲဖြစ်တဲ့အခါမှာကျမရဲ့ကိုယ်ပိုင်နော်ကျမရဲ့ကိုယ်ပိုင်ပတ်စံနေနဲ့ကျမဒါတွေကိုလုပ်ပြီးတော့လမ်းတိုင်းတရားပွဲကြီးကျင်းပနိုင်ဖို့အတွက်ကျမရဲ့မတင်ငွေတွေကိုယ့်ရဲ့ကိုယ်ပိုင်ပတ်စံနေနဲ့မတင်ပြီးတော့တရားပွဲတွေဖြစ်ဖို့အတွက်အဲ့တရားပွဲတွေကနေပြီးတော့ဘာသာသနာတိအမျိုးသားရေးစိတ်ဓာတ်တွေကိုစီးလုံးလာအောင်ကျမတို့လှုပ်ဆော်ခဲ့တယ်ဒါအမျိုးသားရေးဆရာတော်တွေအတိဆုံးပဲနော်ကျမတို့တောင်တကုံ26ပလဲရတနာလမ်းမှာတည်ရှိတဲ့မြင်းချံကျောင်းနိကေကျောင်းကိုခေါ်တယ်။နော်ရွှေရတုတိပိဋကဆရာတော်ဆိုတာ669ရဲ့အတွင်းရေးမူနော်ဒီကအင်းစိန်ရွာမှာဆရာတော်ဘုရားကြီးဥက္ကဋ္ဌဒေါ်မမိုးခိုင်လို့ဆိုတာဥပေဒေါ်မမိုးခိုင်လို့ဆိုတာနာမည်တစ်လုံးနဲ့ရက်တည်ခဲ့တာဘာသာရေးကိုနှိုးကြစေခဲ့တယ်။ကလားဗမာတွေဒါအခုကျမဘာသာရေးဆိုင်တာမဟုတ်ဘူးနော်ပြောပြတာမနေ့တနေ့မှလိုင်းမော်တက်လာတာမဟုတ်ဘူးဘာသာရေးဟန်ပြလောက်လာတာမဟုတ်ဘူးနော်အဲ့တုန်းကကျမတို့စစ်အာဏာရှင်ပေါ့ရှင်စစ်အာဏာရှင်တို့ပြောနေကြတဲ့ဦးတန်းရွှေလက်ထက်မှာဒီကလားဗမာဒီကယုံတွေဘာသာရေးတွေဖြစ်ပြီးတော့ကိုယ့်ရဲ့ဗုဒ္ဓဘာသာတွေကိုမှာရခိုင်မှာတက်ဖြတ်နေခဲ့တာလေမိထီလာတို့ရန်ခိုင်မှာတက်ဖြတ်နေတဲ့အချိန်မှာကျမတို့ရဲ့ဘာသာတွေကိုကျမတို့စီယုံသိလှုပ်ဆော်ခဲ့တယ်အဲ့ဒီမှာ6ကိုညာနန်းဆရာတော်တို့ဟုတ်လားဆရာတော်အရှင်ပညာဝရတို့နော်အကုန်လုံးအမျိုးသားရေးစိတ်ဓာတ်တွေတက်ကြလာအောင်ကျမတို့တွေပူပေါင်းပြီးတော့တရားပွဲတွေကိုလမ်းတိုင်းကျင်းပပေးနိုင်ဖို့တော့ကိုကျမတို့ဦးစီးခဲ့တယ်ကျမတို့အထူးသဖြင့်တောင်တကုံကနာမည်တော်ဘယ်လောက်ကြီးခဲ့လဲသာသနာနယ်မြေတဲ့နော်သာသနာကိုမှတ်ကြောက်တင်မဲ့တောင်တကုံဆိုတာကိုနာမည်ကြီးခဲ့တယ်ကျမရဲ့ပရိဒတ်အတင်းကကျမမာကားလူလင်လောက်အားရှင်းဆိုတဲ့ယောက်ျားလေးတွေကြီးပဲဘယ်ပဲဆလဲ9နှစ်ကလေးရစတယ်အဲ့ဒီမှာတရားပွဲတွေလုပ်ပြီးအရှင်စိတ်ကိန်းနာတို့နော်ဒီအမျိုးသားရေးတက်ကြွစီမဲ့တရားပွဲတွေလုပ်ပြီးလို့ရှိရင်9နှစ်အရွယ်ကလေးလေးတွေကစတင်ကြီးဝတ်စုံလေးတွေနဲ့အဝါရောင်လေးတွေနဲ့မာကားလူလင်လောက်အားရှင်းဆိုပြီးတော့ဝတ်ပြီးတော့ဒိုစီတချင်းနဲ့အခု NLD အစိုးရကဖွင့်ထားတဲ့သွေးသစ္စာဆိုတာတချင်းဆိုတာလေဒိုစီအဲ့တချင်းပဲအဲ့ဒီတီလုံးအဲ့ဒီစာသားတွေပဲစာသားလေးပဲပြောင်းသွားတာဒိုစီဆိုတဲ့တချင်းနဲ့ဟုတ်လားတရားပွဲရဲ့ mandate တွေပေါ်မှာ mandate တွေပေါ်မှာတရားပွဲဒီတောင်တကုံမျိုးနယ်မှာရှိတဲ့တရားပွဲတွေလုပ်ပြီးတဲ့ခါမှာဒိုစီဆိုတဲ့ကလေးတွေ9နှစ်အရွယ်ကနေစပြီးတော့ပေါ့နော်10ကျော်သက်12နှစ်13နှစ်14နှစ်ထိကလေးတွေကိုဒိုစီဆိုတဲ့တချင်းတီဆိုပြီးတော့ကျမတရားပွဲကိုပြီးဆုံးစေခဲ့တယ်ဒါဆိုရင်ညာနန်းဆရာတော်တို့ဒီ669ဆရာတော်တို့နော်အရှင်စိတ်ကိန်းနာတို့အဲ့လွန်ခဲ့တဲ့နှစ်ပေါင်း10နှစ်ကျော်တုန်းက10စုနှစ်ကျော်တုန်းကတရားပွဲတွေကိုဘာသာရေးအဓိကယုံနေမှာဖြစ်ခဲ့တယ်ဆိုရင်နားလည်လိမ့်မယ်သိကြလိမ့်မယ်ဘာသာရေးထဲမှာကျမတို့ဘလောက်စွမ်းဆောင်ခဲ့လဲဆိုတာအဲ့တုန်းကဟိုပါလဲဘယ်သူလဲအခုစစ်အစိုးရနော်ဘဘဟိုပါပေါ့ဟိုနေပေါ့ဘဘဦးသိမ့်စိန်မရောက်ခင်ပေါ့နော်အခုအဲ့ဒီစစ်ဆိုရလက်ထက်မှာတရားပွဲလုပ်လို့ရှိရင်ဒီမြင်းညံเจ้าနော်တောင်တကုံနိကေဆရာတော်အခုတိပိဋကဆရာတော်ရွှေတုဆရာတော်ကြီးเจ้าမှာကျောင်းဝင်းထဲမှာတရားပွဲလုပ်ရင်ဖမ်းမယ်ဆိုပြီးတော့မြို့နယ်ထွေအုပ်ကနေအုပ်ချုပ်ရေးမှူးရုံးကနေဖမ်းမိုင်းကိုထုတ်ခဲ့တယ်ဘယ်သူမှမလုပ်ရဲဘူးဘာသာသာသနာအတွက်အရေးကြီးနေတဲ့အချိန်မှာကျမဒေါ်မမိုးခိုင်ဖမ်းမိုင်းကိုအဲ့ဒီဖမ်းမိုင်းကိုတရားပွဲလုပ်ရင်ကင်ခဲ့တဲ့ဖမ်းမိုင်းကိုကင်ပြီးတော့ကျမတရားပွဲကြီးကိုအောင်မြင်စွာနဲ့ကျင်းပနိုင်ခဲ့တယ်ကျမကိုလာဖမ်းတယ်ဒါပေမဲ့မဖမ်းခဲ့ဘူးပြန်သွားခဲ့တယ်အဲ့ဒီအချိန်မှာကျမရဲ့စိတ်သက်တွေနှိုးချနေခဲ့တဲ့အတွက်ကျမကိုအကုန်လုံးဝိုင်းရံပြီးတော့အမျိုးသားရေးသမားတွေဒီဘာသာရေးပရိဒတ်ကလေးတွေအကုန်လုံးဒီရက်ွက်တိုင်းမျိုးနယ်တွေပေါ့နော်ကျမတို့ရန်ကုန်မှာရှိတဲ့ဒီပရိဒတ်မျိုးနယ်တွေကနေပြီးတော့ကျမကိုလာပြီးဝိုင်းရံခဲ့တယ်အဲ့ဒီဖန်ဝရန်ကိုကင်ပြီးကျမတရားပွဲကိုလုပ်ခဲ့တယ်။ဘာဖြစ်လို့လဲသိလား။အဲ့တုန်းကပလီတွေမှာတောက်ကြနေတိုင်းဟုတ်လားဘာသာရေးကွယ်ပလီတွေမှာတောက်ကြနေတိုင်းမှာဒီသူတို့ဒီကလားပလီတွေမှာဒါအခုကျမဘာသာရေးသွေးထိုးတာမဟုတ်ဘူးနော်ကျမပြောပြခဲ့တာကျမရဲ့နောက်ကျောင်းတွေကိုအဲ့လိုတွေမှာဒီကလားပလီတွေမှာဒီတရားသူတို့ဝတ်ပြုတာတွေကိုတော့ခွင့်ပြုခဲ့တယ်ကိုယ့်ရဲ့ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းထဲမှာဘာကြောင့်တရားပွဲကိုခွင့်မပြုရတာလဲနောက်ပြီးကိုယ့်ရဲ့ဗုဒ္ဓဘာသာသာသနာခေါင်းဆောင်တွေဆိုတာကဗုဒ္ဓဘာသာထဲမှာအရန်နူးညံ့သိမ်မွေးတယ်သူများတကာတွေကိုတတ်ဖို့ဖြတ်ဖို့ပြောတဲ့ဘာသာမဟုတ်ဘူးလုပ်ဖို့ပြောတဲ့ဘာသာမဟုတ်ဘူးစာနာတနာထောက်ထားစွာနဲ့လိမ္မာယဉ်ကျေးဖို့မေတ္တာတရားထားဖို့ကျမတို့ဗုဒ္ဓဘာသာကြီးကျမတို့ဘာသာဝင်တွေကအရန်နူးညံ့တယ်ဒီဟာတွေကိုစုံမတင်နဲ့ကျမတို့ရဲ့သာသနာခေါင်းဆောင်တွေကိုရဟန်းတန်ဃာတော်တွေကိုတရားပွဲကိုလုတ်ခွင့်မပြုခဲ့ဘူးချုပ်ချယ်ခဲ့တယ်နင်းမျိုးစုံနဲ့ချုပ်ချယ်ခဲ့တယ်နော်မျိုးသားရေးသချင်းတွေတောင်ဖွင့်ခွင့်မပြုခဲ့ဘူးအဲ့ဒီအချိန်မှာကျမကအခု6စီယုံသချင်းတွေပေါ့အဲ့တုန်းကဟိုပါပေါ့ဟိုခွေးနဲ့နီးမယ်ဆိုပြီးတော့အရန်ဒိုးမျိုးသားရဲ့တချင်းတွေတက်ကြွခဲ့တယ်ကျမတရားပွဲကနေဘယ်သူမှမဖွင့်တဲ့အချိန်မှာကျမဒီတောင်တကုံမြင်းကြံ26မြင်းကြံပလေယတနာပေါ်မှာရှိတဲ့အကြောင်းမှာကျမအဲ့တချင်းတွေကိုနိုင်ဆိုင်ကြီးနဲ့ဖွင့်ပြီးတော့ကျမတနိုင်ငံလုံးကိုဖြန့်ပေးခဲ့တယ်နော်အဲ့ဒီတချင်းတွေကနေပြန့်သွားပြီးတော့တနိုင်ငံလုံးမှာအမျိုးသားရေးစိတ်ဓာတ်တွေဘာသာရေးစိတ်ဓာတ်တွေနှိုးချလာပြီးတော့လူကြီးမိဘတွေကျမတို့ဗုဒ္ဓဘာသာတွေစိတ်ဓာတ်တွေကြွပြီးတော့ဘာသာတရားတွေလုပ်ခဲ့တယ်တရားပွဲတွေကိုမြို့တိုင်းလမ်းတိုင်းရက်ွက်တိုင်းမှာအနှံ့လုပ်ခဲ့တယ်အဲ့ဒီဟာကိုကျမတို့ကိုအားကြခဲ့တယ်မာကလူလင်လုပ်အားရှင်ဆိုတာတခြားဘာမှမလုပ်ခဲ့ဘူးနော်အဲ့တုန်းကပရာဟိတဘုတ်ဒီတရားပွဲပတ်သက်တဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ဟာကိုအဓိကဥဆောင်ပြီးလုပ်ခဲ့တာဒါကျမရဲ့အဖွဲ့
ကျမနဲ့ကျမအမျိုးသားတီဆောင်ခဲ့တဲ့အဖွဲဒါတွေဆိုအကုန်သိပြီးသားအဲ့ရနဲ့ကျမတို့ဒီအဖွဲကြီးကိုအရန်လေးစားကြတဲ့အတွက်နောက်ပိုင်းမှာဘာတွေကကျမတို့ဒီဗုဒ္ဓဘာသာအသင်းကြီးကဘာတွေနိုးကြလာပြီးတော့ဘာတွေအောင်မြင်မှုရတာလဲသိလားတောင်တကုံsorry 669ဆိုတဲ့ဘာသာရေးအသင်းဖွဲ့ကြီးစီပေါ်ပေါက်လာခဲ့တယ်မဖတာ669ဆိုတဲ့ဘာသာရေးအသင်းဖွဲ့ကြီးပေါ်ပေါက်လာခဲ့တယ်နော်ကျမအဲ့ခရီးကနေလောက်ခဲ့တယ်2000ခွန်ရွှေဝါရောင်တော်လန်ရေးအရှိဆုံးကနေပြီးတော့တိုက်ပွဲဝင်ခဲ့တယ်အဲ့အရှိဆုံးကခေါင်းဆောင်ဆရာတော်တွေနဲ့ကျမရဲ့ဒီမှာမီဒီယာပေါ်တွေမှာရှိတယ်ဒါတွေကနော်ကျမတိုက်ပွဲဝင်ခဲ့တယ်မနေ့တနေ့မှကျမနိုင်ငံရေးလုပ်ခဲ့တာမဟုတ်ပါဘူးနိုင်ငံရေးလုပ်တာမဟုတ်ပါဘူးကျမနိုင်ငံရေးသမားမဟုတ်ဘူးမနိုင်ငံရေးတော့တဲ့ကိုကျမဘာကြောင့်ဝင်ခဲ့ရတာလဲ2020ရွေးကောက်ပွဲမှာဒီမဲလိမ်မဲခိုးခဲ့တဲ့အစိုးရကိုမဲလိမ်မဲခိုးပြီးတက်လာတဲ့အစိုးရကဒီကျမတို့ရဲ့ဘာသာသာသနာကိုဖျက်ဆီးတော့မဲ့အကြောင်းကျမတို့လက်မခံနိုင်တဲ့အတွက်ကျမပါတီနိုင်ငံရေးကိုလုပ်ခဲ့တယ်နော်ပါတီဒီအခြေခံလူနန်းစားဘဝမြန်မာရေးပါတီရဲ့အထွေထွေရေးမှုအဖြစ်ပါတီရဲ့ဟာကိုကျမဒီကနေစပြီးတော့ဒီချိန်မှာဘသူမှအရန်ဖမ်းနေတဲ့ NLD ဆိုရကတင်းတင်းကြပ်ကြပ်နဲ့ဖမ်းပြီးလူ9ဦးတောင်မှရက်ွက်လမ်းပေါ်ကိုမတက်ရတဲ့အချိန်မှာကိုဗစ်ဥပဒေတွေနဲ့ထိန်းချုပ်ထားတဲ့အချိန်မှာကျမကအဖမ်းခံပြီးတော့ဟောပြောပွဲကြီးကိုလုပ်ခဲ့တာပြည်နယ်တိုင်းအသီးသီးကျမတို့မြန်မာပြည်မှာနော်ပြန့်သွားတဲ့ပြင်နိုင်ငံကမ္ဘာနိုင်ငံတချို့တော့ပြည်ပနိုင်ငံတွေပြီးပါလားပောက်သွားပြီးတော့အရန်ကိုအောင်မြင်သွားခဲ့တဲ့ပွဲနော်မိန်းမတယောက်တည်းဥဆောင်ပြီးတော့ဒီဒေါအောင်ဆန်းစုကြည်အစိုးရလက်ထက်မှာအဖမ်းခံပြီးတော့ဒီစုလေဖျားမှာစပြီးတော့ပထမဦးဆုံး28ရက်12လပိုင်းမှာအမိုင်းတွင်ခဲ့တဲ့ပွဲကြီးအဲ့ဒီပွဲကနေပြီးတော့ကျမတို့ဖခင်ကြီးကဒီတောင်းဆိုခဲ့တဲ့နိုင်ငံရေးပါတီတွေနဲ့ပြည်သူတွေတောင်းဆိုခဲ့တဲ့ကြောင့်အာဏာထိန်းရပါတယ်ဆိုပြီးတော့စပြီးအာဏာထိန်းခဲ့တယ်နော်ကျမကို2021ပေါ့နော်အာနာမထိန်ကြီး2021ဇန်နဝါရီလ25ရက်နေ့မှာဒေါအောင်ဆန်းစုကြည်ကကျမကိုဖမ်းခဲ့တယ်နော်ပုံမှန်20စာလုံး33ကားကြီး124တွေနဲ့ကျမဆွဲခဲ့တယ်နော်ကျမဆွဲခဲ့တယ်ကျမကိုဘယ်လောက်ထိတောင်ဟိုဖြစ်လဲဆိုတော့အမြန်လမ်းမှာကျမအိမ်ကိုဒေါအောင်ဆန်းစုကြည်ကဘယ်လောက်တောင်ဟိုပြကြောက်ရွံ့တုန်လောက်ခဲ့ရတဲ့မိန်းမလဲဆိုတာအကုန်လုံးသိပြီးသားကျမရဲ့ဒီအိမ်ကိုကား6စီးနဲ့ပြည်သေးရဲကအရာရှိတွေနော်အရာရှိတွေရဲမှုတွေရဲချုပ်တွေကိုကား6စီးနဲ့ကျမရဲ့အိမ်ကိုအမြဲတမ်းကင်းချထားခဲ့တယ်ကျမသွားမဲ့လမ်းတွေအဝင်ထွက်တွေကျမမျိုးနယ်မှာရှိတဲ့ဒီအဝင်ထွက်တွေလမ်းတို့ညာရင်း CCTV တွေတက်ပြီးကျမအိမ်ကိုကား6စီးနဲ့အဆောင်ချထားခဲ့တာနော်ကျမဆိုလဲမိန်းမကကြောက်သေးပါရင်ဖောက်ထုတ်လိုက်မယ်ကျမယုံကြည်တယ်ကျမယုံကြည်တဲ့ဘာသာတာနာတိုင်းပြည်ကိုပျက်စီးမှာဆိုတဲ့အတွက်ကျမလက်မခံနိုင်တဲ့အစိုးရတရက်ဖြစ်လို့ကျမကအဲ့ဒီမှာတိုက်ပွဲဝင်ခဲ့တယ်ကျမရဲ့ပါတီထွေတွင်းရင်းမှုဘဝအနေနဲ့ကျမပါတီရဲ့လှုပ်ရှားမှုကိုတိုင်းပြည်အတွက်နော်ကျမလုပ်ခဲ့တယ်ဖမ်းခဲ့တယ်ကျမကိုအဲ့လိုပုံစံမျိုးနဲ့ဖမ်းခဲ့တယ်နော်ကျမကိုအမြန်လမ်းပေါ်မှာတော့ကျမကိုအကြမ်းဖက်ကိုကျမကိုတပ်ဖြတ်ဖို့အတွက်အကြမ်းဖက်အင်အား1900ချထားခဲ့တယ်ဒါတွေကသိပြီးသားတွေတမိုင်းကြောင်းတွေသိပြီးသားတွေမနေ့တနေ့မှလောက်လာတာမဟုတ်ဘူးအဲအကြောင်းမို့ကျမကခုနဟိုဘာကိုစော်ဖွင့်ကျမကိုစော်ကားထားတာလေစောက်ခေါင်းနဲ့နေပြီးတော့ပါတီရဲ့အကျိုးစီးပွားအတွက်အကျိုးစီးပွားတဲ့ကိုအကျိုးစီးပွားတဲ့ပါတီထောင်ပြီးဘာလုပ်နေလဲအခုသူကတက်မတော်တွေအတွက်လုပ်နေတယ်ကျမကတက်မတော်ရဲ့အတွက်ဘာလုပ်နေလဲကျမတက်မတော်အတွက်လုပ်နေတာမဟုတ်ဘူးကျမတက်မတော်ကြီးကိုကျမတို့တိုင်းပြည်ကိုကယ်တင်ပေးခဲ့တယ်ကျမတို့တိုင်းပြည်ကြီးဒုက္ခဆင်းရဲရောက်နေတဲ့အချိန်မှာလှုပ်ရှားနိုင်ငံရေးသမားတွေကြောင့်လှုပ်ရှားနိုင်ငံရေးသမားတွေလှုပ်ရှားနိုင်ငံရေးပါတီတွေကြောင့်တိုင်းပြည်ကြောက်ထဲမှာအလုံးစုံရောက်ပြီးတော့မိဘပြည်သူတွေရဟန်းတန်ဃာတွေဆင်းရဲဒုက္ခရောက်ပြီးတော့အသက်များစွာအသက်သွေးချွေးများအသက်ခံနေရတဲ့အချိန်မှာတိုင်းပြည်ကြီးအလုံးစုံပျက်စီးပြီးကြောက်ထဲရောက်နေတဲ့အချိန်မှာကဲတင်ပေးနိုင်တာတခုသီးတော့ကကျမတို့ယုံကြည်လေးစားအားကိုးရတဲ့တက်မတော်ကြီးတခုပဲရှိလို့ကျမတက်မတော်ကိုထောက်ခံခဲ့တာနော်အဲ့လိုပြောတဲ့အတွက်ကျမကအဲ့လိုပြောတဲ့အတွက်တချို့သောတွေပြောကြပါကျမမိသားစုဝင်ယနေ့အချိန်ထိမျိုးရိုးမှာတက်မတော်သားတစ်ယောက်မှမရှိဘူးတက်မတော်သားတစ်ယောက်မှမရှိဘူးဒါပေမဲ့ကျမတို့ကယုံကြည်လေးစားစွာနဲ့ကျမတို့မှာအတိတရားရှိတယ်အကြမ်းဖက်လားတဘုံလားနိုင်ငံတော်ကိုကာကွယ်ပေးနေတဲ့တက်မတော်လားမျိုးချစ်တက်မတော်လားအကြမ်းဖက်လားတဘုံလားလက်နက်ကင်လားဆိုတော့ကျမတို့ရဲ့အတိတရားမှာရှိပြီးသားအဲ့တော့ကျမတို့ရဲ့နိုင်ငံရေးလှုပ်ရှားပါတီအများစုကသူတို့ရဲ့ပါတီကောင်းစားဖို့သူတို့တွေကောင်းစားဖို့အတွက်တိုင်းပြည်ကိုချနှင်းခဲ့ကြတယ်ဟုတ်လားနီးမျိုးစုံနဲ့ချနှင်းပြီးတော့တိုင်းပြည်ကိုအမြဲတမ်းသူတို့ရဲ့အကျိုးစီးပွားတွေလုပ်ခဲ့တဲ့အတွက်တိုင်းပြည်ကမငြိမ်မသက်ဖန်နဲ့အမြဲတမ်းရှစ်လေးလုံးအစရှိတယ်ဗောနော်အဲ့တုန်းကခဏဖြစ်ခဲ့ရတဲ့ဒီဟာတွေအဲ့ဒီချိန်မှာပဲဒီလိုပြည်သူတွေဒုက္ခဆင်းရဲရောက်အောင်အာနာယူပါတီယူပြီးတော့သူတို့ရဲ့ကိုကြိုးစည်းပွားတွေယူခဲ့တဲ့နိုင်ငံရေးလှုပ်ရှားသမားတွေအချို့ကြောင့်ကျမတို့ဒုက္ခဆင်းရဲရောက်ခဲ့တဲ့ကျမတို့ရဲ့မိဘပြည်သူတွေကိုကိုချင်းစားတဲ့စာနာတဲ့တနာတဲ့စိတ်တွေကြောင့်တက်မတော်ကြီးကကျမတို့ရဲ့ပြည်သူတွေကိုဘတော်မှသစ္စာမဖောက်ဘူးဆိုတော့ကျမတို့ယုံကြည်တယ်နော်အမျိုးသားရဲ့ကိုဘတော်မှသစ္စာမဖောက်တဲ့တက်မတော်ကြီးဆိုတာကျမတို့ယုံကြည်တဲ့အတွက်တက်မတော်ကြီးကိုကျမရဲ့အသက်ကိုပေးလူပြီးတော့ကျမထောက်ခံခဲ့တာနော်ဒီပေါ်မှာကျမဘာမှဒီတက်မတော်ပေါ်မှာဘာမှရယူခြင်းမရှိဘူးယနေ့အချိန်ထိကျမဒေါ်မမှုခိုင်ရက်တည်နေခဲ့တာကျမလိပ်ပြကျမလုံနေဒါကိုနာဆာကအစိုးရကျမတို့ဖခင်ကြီးအပါဝင်ဒေါ်အောင်ဆန်းစုကြည်သိပြီးသားကျမတို့ဒေါ်အောင်ဆန်းစုကြည်ဒီကျမကိုသူလေးစားတဲ့အဲမှာကြောက်ရွံ့စုံမိန်းမထဲမှာကျမကိုထိတ်ဆုံးမှရှိခဲ့တာ
နော်နာမည်ကြီးရဲ့ဒေါ်မမိုးခိုင်ဆိုတာကျမပဲအဲ့ဒီခရဲကကျမကဟိုးတုန်းကတိုက်ပွဲဝင်ခဲ့တာကျမရဲ့ဘာသာသာသနာတိုက်ပြီးကျမတို့ရဲ့မိဘပြည်သူတွေအနေရှိလာပြီးအခက်ခဲပြစ်လာပြီးဆိုကျမရဲ့အသက်ကိုမကြောက်ဘူးကျမပေးဆက်ပြီးတော့ကျမလုပ်ခဲ့တယ်သူတို့အစဉ်ပြေရင်ပြီးရောပဲအဲ့ဒါကြောင့်မို့ကျမတို့အခုလေးစားယုံကြည်ရတယ်ကျမတို့ရဲ့ဖခင်ကြီးနော်ကျမကထောက်ခံခဲ့တယ်ကျမရဲ့ဖခင်ကြီးပုံကိုကျမအမြဲတမ်းဥထိတ်ထားပြီးတော့ကျမရဲ့ခေါင်းရင်းမှာကျမနေတဲ့အိမ်တိုင်းမှာကျမထားခဲ့တယ်အဲ့ဒီဟာကိုကျမရဲ့ဖခင်ကြီးပုံကိုခေါင်းရင်းမှာထားပြီးတော့လှုပ်ရှားနေတဲ့မိန်းမဆိုပြီးတော့ကျမကိုညီမျိုးစုံနဲ့ပြောခဲ့တယ်နိုင်ငံခေါင်းဆောင်နဲ့ဒီတယောက်တည်းပုံရှိလားတဲ့ဟုတ်လားနိုင်ငံခေါင်းဆောင်ဒီတယောက်တည်းပုံရှိလားတဲ့တခြားသောနိုင်ငံခေါင်းဆောင်တွေလည်းရှိတာပဲဘာလို့မထားတာလဲတဲ့မတူဘူးလေကျမတို့လက်ရှိကျမတို့ရဲ့တိုင်းပြည်ကြောက်ထဲရောက်နေတဲ့ဒါကိုဆင်းရဲဒုက္ခအမျိုးစုံဆံပြီးခံပြီးတော့အစော်ကားခံပြီးတော့ဆောင်ရွက်ပေးနေတဲ့ကျမတို့ရဲ့တမတော်ကာကွယ်ရေးဦးစီးချုပ်ကျမတို့ဖခင်ကြီးအပါအဝင် NASA ကအစိုးရကြီးတမတော်သားတွေအကုန်လုံးကိုကျမကလေးစားယုံကြည်တယ်ကျမတို့ရဲ့တိုင်းမျိုးပြည်ခေါင်းဆောင်ကြီးကျမတို့ရဲ့ဖခင်ကြီးကိုကျမယုံကြည်ရိုးသိလေးစားတဲ့အတွက်ကျမရဲ့ခေါင်းမှာအမြဲကျမရဲ့ခေါင်းရင်းထဲမှာအမြဲတမ်းထားခဲ့တယ်ကျမရဲ့အိမ်တိုင်းမှာထားခဲ့တယ်နော်နေပြည်တော်မန္တလေးရန်ကုန်ကျမတွာလာလှုပ်ရှားနေတဲ့လမ်းတွေမှာကျမထားခဲ့တယ်နော်ကျမပြောပြအောင်မယ်အခုကျမကိုစောက်ခေါင်းထဲကနေဆိုပြီးတော့ပြောနေတာဒေါ်မမိုးခိုင်ဆိုတဲ့မိန်းမကလေမိန်းမတယောက်ဓာတ်မဲနဲ့ကျမတို့တိုင်းပြည်ကြီးအမြန်အေးချမ်းပါစေစင်ရဒုက္ခရောက်နေတဲ့အသက်သွေးမြေကျနေတဲ့ဘေးမှာအမြန်ဆုံးကင်းဝေးပါစေအခုစစ်မဲ့ဖြစ်ပွားနေတဲ့တပ်မတော်သားပြည်သူတွေကအကုန်လုံးအမြန်ဆုံးဒီစစ်မဲ့ကြီးအမြန်ငြိမ်းချမ်းပြီးတော့တိုင်းပြည်ကြီးအမြန်စီပင်ဟွာပြောပါစေဆိုတဲ့စိတ်နဲ့ကျမဒေါ်မမိုးခိုင်ကမိန်းမတယောက်ဓာတ်မဲနဲ့အုတ်တစ်ချက်တဲတဲ့ပွဲမှာယနေ့အချိန်ကြီးလှုပ်ရှားနေတာနေပြင်းမှာဒါကိုမင်းတို့လိုအစင်နဲ့သိစရာမလိုဘူးကျမဘလို့လှုပ်ရှားနေလဲဆိုတဲ့ဟာကိုသက်ဆိုင်ရာလူကြီးတွေအကုန်သိတယ်မိန်းမတယောက်တန်မဲနဲ့ကျမရေးကြီးရဲ့ဖန်စီရေးတွေเนาะအထူးသဖြင့်တချို့သောဟာတွေဆိုအရာရှိတွေပါတယ်ဖန်စီရေးတွေဆိုရင်ကျမဒေါ်မမိုးခိုင်ကိုယ်တိုင်ဖန်စီရေးလိုက်ပါတယ်အဲ့ဒါကိုအဲ့ဟာကိုစကားပြောခဲ့တဲ့အတွက်ဒီအကောင်ကကျမကိုစော်ကားခဲ့သေးတယ်ဘာကြောင့်လဲဆိုတော့ကျမကဥပဒေမဲ့လုပ်နေတာမဟုတ်ဘူးပြောမယ်ကျမကနိုင်ငံဝန်ထမ်းမဟုတ်ဘူးလေဟုတ်လားကျမနိုင်ငံဝန်ထမ်းမဟုတ်ဘူးဒါတွေကိုကျမလုပ်ပိုင်ခွင့်မရှိဘူးဒါပေမဲ့ကျမကိုယ်တိုင်ဘာလို့ဒီပေါ်မှာလိုက်ပါဆောင်ရွက်ကလဲကျမပေါ်ယုံကြည်ထားခဲ့တယ်ကျမတို့ရဲ့ခေါင်းဆောင်တွေကျမတို့ဖခင်ကြီးအပါအဝင်သက်ဆိုင်ရာလူကြီးတွေရဲ့ယုံကြည်မှုကြောင့်ကျမလိုက်ပါခွင့်ရှိတယ်တချို့အကြောင်းအရာတွေမှာတမတော်ကြီးကိုပင်ပိတ်ပြီးတော့ဇောက်ထောက်ခံနေတဲ့ထက်မှာဒေါ်မမိုးခိုင်မပါဘူးကျမတို့ဖခင်ကြီးဥဆောင်တဲ့တမတော်အစိုးရကြီးကိုလေးစားယုံကြည်တာတစ္ဆာရှိတဲ့နိုင်ငံဝန်ထမ်းတွေအကုန်လုံးကိုကျမလေးစားယုံကြည်တယ်သူတို့ကိုစော်ကားရင်ကျမဆက်ထိအောင်ခံနိုင်တယ်နားတယ်ဘာဖြစ်လို့လဲသူတို့သက်စာရှိလို့ယနေ့ချိန်ကြီးသက်စာရှိလို့သူတို့ရဲ့အသက်သွေးချွေးတွေသူတို့ရဲ့ဘဝတွေသူတို့ရဲ့မိသားစုတွေဘဝတွေပိတ်ဆက်ပြီးတော့တိုင်းပြည်ကိုတာဝန်ထမ်းဆောင်နေတာဒီကြားထဲမှာပိတ်ဆက်ခဲ့ရတဲ့အသက်တွေသွေးတွေအများကြီးပဲနော်ကျမအဲ့လိုလှုပ်ရှားနေတဲ့ချိန်မှာမင်းတို့လိုအစ်စ်နေသိစရာအကြောင်းမရှိဘူးဒါကိုတော်တော်များများသိခဲ့